ဒါလာအောင်ခဏနားကြအောင်လာမအေးဒီတိုင်းနားကြအောင်ဒီနားတော့လကားနေလကားပြတ်တူလိုက်လကားနေလကားဦးထုံးနည်းနည်းလကားနေပြောမယ်နော်အေးမင်းတို့ဒီနေ့စပြီးတော့ညနေအတော်ကိုဝေးတဲ့နေရာမှာမင်းတို့အလုပ်တွေသွားလုပ်ကြဟုတ်လားမင်းတို့ယောက်ျားလေးတွေကဝါရှော့မှာလုံးမယ်လူပါတယ်ကားမလူပါတယ်စာပုံနေတာမှာလုံးမယ်လူပါတယ်ဟုတ်လားဒီအဓိကတော့မင်းကလေးတွေအင်ဘောလုံးဟုတ်လားအင်ဘောဆိုတဲ့စကားလေတီးတီးခြားခြားစဉ်းစားကြည့်တော်လှတယ်ပါအပေါ်အရင်အပေါ်ပေါ့နော်လောကမှာလည်းလူဆိုတာအပေါ်မရှိလို့မဖြစ်ဘူးလူဆိုတာအပေါ်ရှိနော်ဒီနေ့ခေတ်ကလည်းကွာယောက်ျားမိန်းမအလုပ်တွေလုပ်နေကြတဲ့ခေတ်ဆိုတော့ကိုယ်အိမ်ဘယ်သူလက်ထဲအမလဲအဲ့တော့အိမ်ဘောဆိုတာနေတတ်ရင်အိမ်ရှင်ရဲ့တော့အခုလက်ထဲရောက်တာနော်ဥထွန်းအသည့်တွေကသူကလင်းရောမရောပြင်ညံတတ်တယ်အဲ့တော့သူတို့ကအိမ်ဘောနဲ့သူတို့သားသမီးတွေထားတယ်အဲ့သူတို့နိုင်ငံခြားသွားဖို့အစီအစဉ်လည်းဖြစ်ပေါ်သူတို့သားသမီးခေါ်တော့အိမ်ဘောကိုခေါ်မှသူတို့ထိန်းတဲ့လူခေါ်မှလိုက်မယ်ဆိုဟောနိုင်ငံခြားရောက်သွားတာရှိတယ်အဲ့ဒါအတူယူတင်ယူရမယ်နော်တို့ရွာမတ်ကျင်များအတူတော့မခိုးနဲ့ဟေး तू ကသူ့ကိုယ်သူအိမ်ပေါ်ဘဝမေးပြီးမတန်မရာတွေမှန်းဟိုကယူမယ်ထင်ပြီးပိုက်ကြီးဟောပြန်လာကိုယ့်ကိုတတ်တည်တဲ့ဟာမျိုးလေးရှိတယ်နော်ကောင်းတာကိုယူမကောင်းတာကြပယ်ပေါ့ဟုတ်လားအရေးကြီးတာကဂုံသိက္ခာပဲအိမ်ပေါ်မှာလဲဂုံသိက္ခာရှိအဲ့ဂုံသိက္ခာကိုနောက်တနည်းပြောရရင်ဒုတိယအသက်လို့ခေါ်တယ်နောက်ပထမအသက်ကတော့အမေကမွေးပြီးပြီအသက်ရှင်းလာကြပြီအခုအသက်ရှင်းနေတဲ့ဒီကာလမတည်မချင်းဘူးလားဒုတိယအသက်ခေါ်တယ်အဲ့ဒီဒုတိယအသက်ကတန်ဖိုးရှိဖို့လိုတယ်သိက္ခာရှိဖို့လိုတယ်အဲ့ဒါကိုထုံးကဒုတိယအသက်လို့ပြောချင်တယ်ဒါတော့ဗျာဒီတကအဖွဲတွေကများလာကြတာဒီမှာဗျာသူတို့ကအခုကအလုတ်ဆုံးဗျာဟိုကလုတ်ချင်းတရားလုတ်ချင်းခဏပို့နေရမှာဆိုလို့တပည့်တော်တခါတည်းခေါ်ချလာတာဗျာဩအေးတကားထွန်းလာတဲ့ဒီလူဝဲပစ္စည်းယူလာတော့တကားထွန်းမှာအကုန်ကြများလာပါတယ်ကိုယ်တပည့်တော်တယောက်တည်းဒါနမဟုတ်ဘူးဗျာကလေးတွေရဲ့မိဘတွေသူတို့အုံထိန်တဲ့လူတွေကဆရာတော်ဘုရားဘို့ဆိုပြီးပြေးလိုက်လို့ယူလာတာဗျာအဲဆရာတော်ဘုရားကိုသိရတဲ့အကြောင်းသူတို့လည်းမေတ္တာပို့ပေးပါကြောင်းမှားလိုက်သေးတယ်ဗျာအေးသူတို့ကဒီမှာ5-6ရက်တော့ကြာမယ်ဗျာဩကြာချင်းတော့ကြာပါစီဘလောက်များများဘုန်းကြီးကအပန်းမကြီးပါဘူးတင်ပါဗျာအခုတပည့်တော်ခေါ်လာတဲ့ကလေးတွေထဲမှာတချို့ကမိဘကိုလှုပ်ကြွေးခြင်းတဲ့ကလေးတွေပါလာတယ်ဗျာတချို့ကကိုခြင်းနဲ့အလုတ်ကြည့်ခြင်းတဲ့ကလေးတွေပါလာတယ်ဗျာပြီးတော့အခုတော်ဒီဘက်ခေတ်ကလူငယ်တွေကိုသတိထားမိတာခုခေတ်လူငယ်လေးတွေအလုတ်တော်လှုပ်ချင်တယ်ဗျာတခုပဲဘုံပြရဲ့ပြီးတော့ခေါ်လာတဲ့ကလေးတွေအခုကတော်တော်လေးများလာတော့ဘုံအားနာတကားရင်းတွေပဲအားနာစရာမလိုပါဘူးတကားထုံးဟာပွဲစားဆိုပေမဲ့တစ်ဖက်တလန်းကကြည့်ရင်ကိုနေ့အသားသမီးတွေကိုကူညီကြပဲသူတို့လေးတွေအားလုံးအလောက်ကိုင်းနေရသွားပြီမိသားစုအစဉ်ပြေသွားပြီဆိုရင်တကားထုံးဟာမတောင်းမနဲ့ကုသိုလ်ရတာဟောဘုန်းကြီးကလည်းတစ်ဖက်တလန်းအခုလိုပါရမီဖြည့်လိုက်တဲ့အတွက်ကုသိုလ်ရတာပဲဒါတော့လည်းစဉ်းစားမိပါတယ်ဗျာပြီးတော့အခုလုပ်တဲ့အလုပ်ကကုသိုလ်လည်းရတယ်ပြီးတော့လည်းဝန်းဝရတယ်ဆိုလို့ဒါကြောင့်ဒီအလုပ်ကိုဆက်လုပ်နေတာဗျာတကားထွန်းသမီးလေးရှိသူအခု10တန်းအောင်သွားပြီဗျာတော်တော်တို့ကလည်းသူ့ကိုပေးထားတဲ့ဂရီအတိုင်းပေါ့10တန်းအောင်လုပ်ချင်အောင်လုပ်ဆိုသူကစာရေးတာလေးဝါသနာပါတော့အခုစာလူဒေသလေးတွေရေးတယ်အခုလာတာသူ့အလုပ်လည်းပါလာတယ်သူရေးလိုက်ပေးလိုက်တယ်ဟိုစာမှုတပည့်တော်ဟိုဂျာနေလို့မဂ္ဂဇင်းကိုတွားပို့ပေးရအောင်တမှုလေးပေးလိုက်တယ်ဗျာအေးအဲ့ဒါထွန်းပေါက်ဖြစ်သွားရင်ကောင်းတာပဲဟုတ်ဗျာနော်ညီငါပြောမယ်စိတ်ကန်းတွေကိုသေးသေးချာချာနားထောင်နော်တကယ်လိုက်နာနိုင်မှခေါင်းညိတ်ဟဲ့ခေါင်းညိတ်နာစောလိုက်လားငါဘာမှမပြောရသေးဘူးဟုတ်ကဲ့အဲ့ဒီအချက်လဲစိတ်ကန်းထဲမှာပါတယ်နော်တို့မိသားစု9ယောက်ရှိတယ်အဲ့ဒီမိသားစုတွေဝတ်တဲ့အဝတ်အားလုံးကိုညီတယောက်တည်းလျှော်ရမှာဟုတ်ကဲ့စလုံးနှလုံးဝယ်ပေးထားတယ်တစ်လုံးကထမိန်ထဲဖို့တစ်လုံးကပစိုးထဲဖို့ဆက်ပြမုံကိုလိုအပ်ကြတဲ့ပုံမသုံးရဘူးငါအတိုင်းတန်နဲ့ပေးမှာရေကိုလည်းဘုံမောလောမသုံးရဘူးနော်ပြီးတော့ညှိလျှော်ပြီးသားအဝတ်တွေကိုငါကသေးသေးချာချာကြည့်မှာနော်မကြိုက်လို့ရှိရင်ငါကျေနပ်တဲ့အထိ
ညီပြန်လျှော်ပေးရမယ် ဟုတ်ကဲ့ ညီဝင့်မဲ့အဝတ်စားအားလုံးကပြဲတာစုပ်တာမဆိုင်ဘူးဖြူဖြူစင်စင်တန့်တန့်ရှင်းရှင်းရှိရမယ်ဘာဖြစ်လို့လဲဆိုတော့တို့နဲ့အတူတူနေမှာမို့လို့တန့်ရှင်းဖို့လိုတယ်အဝတ်လျှော်တဲ့ကိစ္စကတော့ဒီလောက်နဲ့ပဲရပ်ထားမယ်အသေးစိတ်ကိုတော့ငါနောက်မှပြောမယ်အခုမိဖို့ကြောင့်ကိစ္စပြောမယ်မိဖို့ထဲမှာဟင်းချက်ဖို့ပစ္စည်းပစ္စည်းအားလုံးကိုတလသာအတိုင်းတန်နဲ့ငါထုတ်ပေးထားမယ်အပူမသုံးအောင်နော် ဟုတ်ကဲ့ ချက်တဲ့ပစ္စည်းအားလုံးဟာအမြဲတမ်းတန့်ရှင်းပြီးတောက်ပြောင်းနေရမယ်ကုံကုံပြောမယ်လက်ကြီးကလည်းနေ့တိုင်းလျှော်ရမယ်ဈေးသွားရင်ငါလိုက်မယ်ညီပိုက်ဆံမကင်ရဘူး ဟုတ်ကဲ့ ငါတို့ထမင်းစားပြီးမှညီးစားရမယ်အဲ့ချိန်နဲ့ငါတတ်မှတ်ထားတဲ့အချိန်ပဲဖြစ်ရမနေ့ကျရင်9နာရီထားအိယာသိမ်းမျက်နှာသိရင်ရွေးအိုးတဲထမင်းအိုးတဲပြီးတအိမ်လုံးတန့်ရှင်းပြီးသားဖြစ်ရအိမ်မှာရှိတဲ့ပစ္စည်းတွေနဲ့ပတ်သက်ပြီးညီကိုပြောထားအောင် TV တို့ကက်ဆက်တို့ညီဖွင့်စရာမလိုဘူးတယ်လီဖုန်းညီလုံးဝဆက်စရာမလိုဘူးညီနဲ့ပတ်သက်တဲ့ဧည့်သည်လာရင်တို့အသိပေးပြီးမှညီစကားပြောရမယ်။အိုးညီကနေရလာတာဆိုတော့အသိကျွမ်းလည်းရှိမှာမဟုတ်ပါဘူး။အပြင်ကိုလည်းမထွက်ရဘူး။ရုပ်ရှင်လည်းသွားမကြည့်ရဘူး။အိမ်မှာတို့အခွေကြည့်တဲ့အခါမှာညီပါကြည့်။အိတ်ခါအဝင်ထွက်ကိစ္စပြောရအောင်မယ်။ညီငါခွင့်မပြုဘဲနဲ့မဝင်ရဘူး။ငါသားငါယောက်ျားဟောဒီဧကန်းမှာရှိနေညီဖြတ်တောင်မလျှောက်ရဘူး။ညီကြောင့်ပစ္စည်းတစ်ခုခုပျက်စီးရင်ညီလာကတည်းကဖြတ်မယ်ညီရောရမယ်နောက်ပြီးတော့ ညောင်းဟိုစီကနေနောက်ပြောဖို့ရှိသေးလားကုံပြီးကနေပြီလား ပြောစရာတွေရှိသေးတာပေါ့အခုမှအစရှိသေး ဩ တာ အဲ့ဒါဆိုရင်တော့ခဏသူကအမှန်ဆိုရင်ဒီအိမ်ကဝေယဝတ်စာတွေကိုသူကလုပ်ပေးဖို့လာတယ်လေအဲ့တော့အမကြီးအနေနဲ့ကိုယ့်အိမ်မှာအလုပ်လာလုပ်မဲ့လူကိုစီယုံတာပုံစံသိမကြဘူးလို့ကျွန်တော်ထင်တယ်အဲ့တော့ကျွန်တော်အကြံပေးချင်တယ်သူကငွေဝယ်ချုံမဟုတ်ဘူးလေသူ့လိုအောင်လာရောက်တာအဲ့တော့အမကြီးတို့အနေနဲ့ကိုယ့်အိမ်မှာအလုပ်လာလုပ်တဲ့လူကိုတကယ်စေနာနဲ့အလုပ်လုပ်ပေးတာလိုချင်တယ်ဆိုရင်အမကြီးတို့ဘက်ကနေမြတ်မြတ်တာတာနဲ့ကိုချင်းစာစိတ်ကလေးထားပြီးတော့ဆွေးနွေးပိုကောင်းမယ်လို့ကျွန်တော်ထင်တယ်အခုအမကြီးပြောတာကိုကျွန်တော်ဘေးကနားထောင်ပူတော့မသိဘူးကျွန်တော်ကိုဒီချွေတအားထွက်ကျွန်တော်အိုက်စိတ်ညစ်ပြီးတော့ကျွန်တော်ဒုက္ခတော့ဖြစ်နေတယ်အဲ့တော့ကျွန်တော်ပွဲရပြီးတော့ဆိုပြီးတော့ကျွန်တော်ရွာကလေးမလေးကိုဒီစီကနေအောက်မှာထားခဲ့တော့ကျွန်တော်စိတ်ထဲအားနာတယ်ဗျအဲ့လိုမျိုးပြန်ခေါ်သွားတော့မယ်နော် ရှင်ဘယ်လိုလူစားမျိုးလဲကျမတွေ့ခဲ့တဲ့ပွဲစားတွေထဲမှာရှင်လိုလူစားမျိုးတယောက်မှမပါဘူးရှင်တော်တော်ကြီးကျယ်ပါလား ကြီးကျယ်တော့ပါဘူးကျွန်တော်ကိုချင်းစားတာပါဗျာကျွန်တော်ကိုချင်းစားစိတ်ကလေးထားတာဒီအိမ်မှာဘာကြောင့်လူမမြင်လဲကျွန်တော်သိတယ်။မိုင်းလူကောင်းရအောင်ရတယ်ခဏပဲလူပဲပြည်ကဲလာတော့ ကြွအရင်လူတွေတုန်းကမှ2ရက်3ရက်ခံသေးတယ်အခုနာရီပိုင်းတောင်မခံဘူးပြဲပြီ ဦးတို့ဟိုရကျမလေးဒီအိမ်မှာပဲနေရမယ်သူတို့ပြောစီကံကျမလိုက်နာမယ်ဟိုပတ်ဆက်ရဖို့အဓိကလို့ကျမလေးဒီအိမ်မှာနေလိုက်မယ်နော်ဟုတ်နော် မိမျိုးနင်ကဇက်ဇက်ကိုပြောနေတော့တာပဲနင်ကငိုဝဲကြုံမဟုတ်ဘူးလှအားကိုရောင်းစားတာဟိုမှာထုတ်တဲ့စီးကနေနဲတာမဟုတ်နင်သေးချစဉ်းစားသူတို့ပတ်စံနင်လကားယူတာမဟုတ်ဘူးနင်လှအားပေးပြန်ပြီးစားမှာကိုကျင်းတတ်ဖို့လို့နင်အများကြီးစဉ်းစားမှာကိုနဲ့သွေးမတော်သားမဆိုင်ဘူးနင်အကြိုက်နေရမှာဟမ်ငါပတ်စံရဖို့တခုတည်းနဲ့ဒီပွဲကရပြီးရောဆိုငါထားခဲ့လို့မရှိဘူးငါမှသမီးရှိတယ်ငါသမီးချင်းကိုချင်းစားတယ်နင်းမိပါတယ်ငါ့ကိုယုံကြည်လို့နင်းထဲလိုက်တာနင်းစိတ်မပူနဲ့ရန်ကုန်မြို့မှာအိမ်ကြီးကပွားထလို့စိတ်ချယုံကြည်တဲ့အိမ်တွေငါအုပ်ကိုပို့ပေးမယ်ဒီအိမ်မှာလူမမတယောက်ရှိတယ်အိမ်ကြီးကသာကြည်နေတဲ့လူက3ယောက်ပဲရှိတယ်ဆိုတဲ့အကြောင်းအဲ့ဒီအိမ်မှာလှုပ်လှုပ်တဲ့လူဟာအကိုလိုရမယ်အလုပ်ထက်ကိုတိတက်တဲ့အနေနဲ့ဝိုင်းဝန်းကူညီလုပ်ပေးရမယ်လူလိုတယ်ဆိုတော့ကျွန်တော်သိလို့အဲ့မမျိုးသေးချာခေါ်လာတာ ကျေးဇူးတင်ပါတယ်ကိုထွန်းရေကျမကိုထွန်းခေါ်ပြီးသားဆိုစိတ်ချပြီးသားပါ ဟုတ်ကဲ့ အဲ့တော့ဒီမှာကလေးမလေးအတွက်ကြွတင်လာကမယ်ကိုထွန်းအတွက်ပွဲက ဟုတ်ကဲ့ ကျမတခုတော့ပြောချင်တယ် ပြောပါ တကယ်လို့ကိုထွန်းအနေနဲ့ဒီကလေးမလေးကို6လပြည့်လို့တခြားတအိမ်ရွှေ့ချင်တယ်ဆိုရှင်ကျမကိုကြိုပြီးပြောပါနော်
ဘာဖြစ်လဲဆိုတော့ခုခေတ်ပွဲစားတွေကလေသူတို့ပွဲကထပ်လို့ကျင်တော့တခြားရင်ပို့တတ်ကြလို့ပါ ကျွန်တော်အဲ့လိုပွဲစားရင်ပြောပါတယ်ဗျာကျွန်တော်အဓိကဒီအလုပ်လုပ်တဲ့ကာယကံရှင်ကိုကြည့်တယ်သူတို့ဘယ်အိမ်မှာပျော်လဲဘယ်အိမ်မှာနေရတာသူတို့စိတ်ချမ်းသာကျွန်တော်ဒါကိုဦးစားပေးတကယ်လို့ဒေါ်ကြီးပြောသလိုကျွန်တော်ပွဲကလူချင်လို့နောက်တိန်ရွှေ့လိုက်ပြီဆိုရင်သူတို့တနည်းထပ်ရွှေ့တယ်သူတို့မှအခက်အခဲဖြစ်မယ်နောက်လူနဲ့ထပ်ပေါင်းအဲ့ဒီလူကထပ်နှိပ်ဆက်ပြီဆိုဒုက္ခဖြစ်တယ်အဲ့ကျွန်တော်ပွဲကရဖို့တခုလည်းမရှိဘူးကျွန်တော်လည်းသမီးရှိတော့ကိုချင်းစားတယ်နော်အရေးကြီးတာကလိုအားရောင်းတဲ့လူနဲ့လိုအားဝယ်တဲ့လူအဆင်ပြေဖို့ကျွန်တော်အဓိကထားတယ်အဲ့တော့ကျွန်တော်ဒီသဘောတွေကိုရှိမှန်းသိရင်ဒီကလေးမလေးတွေလည်းကျွန်တော်ယူသေးမယ်ဒေါ်ကြီးတို့ကလည်းကျွန်တော်ဆိုရင်ဒါစိတ်ချအဲ့တော့ကျွန်တော်ကပညာမတတ်ဘူးဗျာကျွန်တော်လုပ်တဲ့အလုပ်မှာအဲ့ဒီဂုံသိက္ခာကိုကျွန်တော်ကပွဲကတည်းပို့ပြီးတော့မက်တယ်ဗျာကျမအလုပ်သဘောရပြောတာပါကိုထွန်းရဲ့ကျမစကားပြောမှားသွားတဲ့အတွက်ခွင့်လွှတ်ပါရပါတယ်ဒါတော့ပြောကဲပြောကြပြီးပြီဆိုရင်ကျွန်တော်ပြန်မယ်နော်အဲ့မှာမျိုးဒီမှာလူကြီးတွေပဲရှိတယ်နော်အဲ့ညီတခြားမှတော့လို့လေဒီလားကပဲရဟုတ်လားဒီမှာညီစေတနာလေးကိုနည်းနည်းပို့ပြီးအစ်စ်ထည့်ပေးလိုက်အဲ့တော့ကုသိုလ်အစ်စ်ထည့်ရမယ်နော်အဲ့တော့စောစောကဟိုလုံးမလို့ရသေးဘူးစီကနေဒလကြမ်းထုတ်နေတဲ့ဟိုရုပ်ခတ်ဆိုးဆိုးမိမကြီးနဲ့ဒီအန်တီနဲ့ကဲဘယ်မှာနေရလဲစိတ်ချမ်းသာမှထင်မှန်တယ်ပြောကျမဒီမှာနေကျမ ကောင်းပါရဲ့နော်ငါပြောတဲ့ဇန်လန်းတော့နောက်ထောင်ဒီလိုဖက်တုံကြီးပဲဖိစားတယ်မှတဝက်တောင်ကျိုးနေပြီအေးပါနားတော့နေမှာပြောပါဆိုတောင်းပါလေဟဲ့ဘာကောင်းတာလက်ဖက်တုံတယ်ဟမ်အမနေတော့ငါလက်ဖက်တုံကျိုးဆိုငါပြောတဲ့ဇန်လန်းလေးကိုနားထောင်ပြီးလို့ငါကြွေးတာနော်ဟုတ်ပြီလားလေမနေညီရတယ်နားထောင်နေပါဆိုရင်ပြောမှတော့ပြောကောင်းနေတဲ့ကောင်မလေးကအရှမ်းကိုချစ်ကြတာဟာဒါမဲ့သူ့မိဘတွေကလုံးဝကိုသဘောမတူဘူးဟိုသဘောမတူဆိုလို့ဟိုထုံးစံတိုင်းဇန်လန်းတွေတည်းလို့သဘောမတူမှမဟုတ်ဘူးနော်တေချာစုံစမ်းကြည့်လိုက်တော့ကောင်မလေးဘက်ကမျိုးကအတောင်းစားမျိုးဖြစ်နေတာဟဲ့ဟုတ်လားအေးနင်တို့စိတ်ဝင်စားလိုက်တာလေလောင်းမလောင်းမဒီအများကြီးလောင်းအခုမှအစပဲရှိသေးတယ်အဲ့လိုသဘောမတူတော့ကောင်မလေးဘက်ကအဲ့သဘောမတူတာသိသွားအောင်သိသွားဟဲ့ဖြစ်ပြန်လာခဏစင်နေရတော့ကြမ်းမလားဒီဘောဒီပြန်လာဟုတ်သမီးမလေးသမီးဇလန်ကိုနားထောင်ပေးမယ်အဖေမရှိတော့ဒီကောင်မလေးကိုတစ်ဖက်တုတ်ကျွေးပြီးတော့ပြောပြနေရတာဖေကဲကမလေးညပြန်ကြငါပြန်လာပြီအဲ့ဒါတော့လေကောတော်ပြီညီတို့ကဇလန်တစ်ဝက်ပဲနားထောင်တာဆိုတော့တစ်ဝက်ပဲစားကြံတစ်ဝက်ကိုငါစားမယ်စားရင်ငါဖေကိုဆက်ပြီးဇလန်ကပြပြမပြီးသေးဘူးလေနေတော့ခေါ်တော့လုံးဝမလားလေမယုံပါဘူးနော်နင်တို့တွေအစားနင်တို့ကြိုက်တဲ့စားတော့ညှိုင်းပေါ့ကမလေးနားမဲရုပ်ပြီးကြည့်လားကြည့်ပါကြည့်ပါမယ်နောက်မှလာလားမလာလားဆိုတာဖေသမီးဆက်ပြပြမယ်နော်အဲ့လိုမျိုးကောင်မလေးဘက်ကအဲ့လိုခေါင်းဆောင်မျိုးဖြစ်နေကောင်လေးဘက်ကအခုကဘာကိုအပူလိုက်ဖြတ်နေတယ်အဲ့အပူလေးကနေအဖေကုန်းချောင်းချော်လာဟာပြင်းတာနေကအဲ့ဒါအဖေဟုတ်တာပဲဘယ်မှန်းလားမောလာတော့မှမမေးဟုတ်ပါလေအဖေတော်တော်ဘယ်မှန်းလာမှာလဲပူရဖေအရန်ပူလာဆိုဖေးချိုးလိုက်ပါတော့ဟာရေချိုးတခါနဲ့သိမှာပေါ့တတိယမျက်နှာငယ်မယ်နော်ဖေးမရှိလို့ဟုတ်ပဲသူကရေတောက်လိုက်ပါလားလို့ပြောမလို့ပါရေတောက်လားဖေးရေတောက်လားအေးကောင်းတယ်ချိုးတယ်မှန်ပဲဟိုလုံးလုံးစေဖေးရေရင်လေးရင်တောက်လိုက်နော်အဖေအပူလေးရလာတာဆိုယူနစ်ပူလေးတောက်လိုက်အပူနဲ့တက်ရတယ်ဖေးရောသမီးကတိုင်းရေးစိပညာလေးသိတာထားတော့ကောင်းတယ်ကောင်းပူနဲ့တက်ဟဲ့လားဖေးအလုပ်တွေစင်ပြေခဲ့ရလားအဖေဒီကခေါ်သွားလူတွေအကုန်လုံးရောအလုပ်ရသွားပြီလားရပါဘူးသူတို့ခေါ်ရမယ်လူတွေကိုယ်တိုင်ကသူတိကျလာခေါ်တယ်အဖေလိုက်ပို့ပေးရမယ်လူကြတော့လေဘယ်အိမ်ကိုဘယ်သူဆိုတာတိတိကျကျလိုက်ပို့ပေးတယ်အစပြေဟုတ်လားအဲ့ဆိုရှင်သမီးဝတ္ထုလေးတွေရောအမိုးလိုက်တာပေါ့သမီးစင်းပေးလိုက်အတိုင်းကိုဂျန်နေနှစ်ခုအတွက်ကနှစ်ပုတ်မဂ္ဂဇင်းအတွက်ကတစ်ပုတ်ဟုတ်တယ်မလားခေါင်းစဉ်အတိုင်းပြီးတိကျတိကျပို့တယ်အဲ့တော့အဲ့ဒီစာတောင်နေမဂ္ဂဇင်းတွေမှာပါလာတဲ့အချိန်ကျတိကျအကြောင်းပြမယ်ဟုတ်လားအဲ့ဆိုအဖေလိုလဲဆင်းပြေတယ်သမီးလိုလဲဆင်းပြေတာပေါ့ဒါကအဖေကအဆင်ပြေအောင်လုပ်တာအိုးသမီးမေအဖေကအဆင်ပြေနော်ဟိုမှာဒေါ်တင်ဆန်းကြီးအဆင်ပြေဘူးဖြစ်ဘယ်တဲ့ဒေါ်တင်ဆန်းဈေးတွေကဒေါ်ဝင်းကြီးရဲ့အမဒေါ်တင်ဆန်းလေအဖေနဲ့သူနဲ့လိုင်းတူတယ်မလားဘာလိုင်းတူလဲသမီးကလည်းဝါသမီးတို့စကားနေပြောဖေနားမလို့လိုင်းတူတယ်ဆိုတာအလုပ်တူတာပြောတာဖေရဲ့တကြီးထဲမှာလိုင်းတူဆိုအလုပ်တူတာပြောတာအဖေလိုမျိုးသူကလုပ်တာအဖေကဒီကနေလူတွေကိုခေါ်သွားပြီးတော့ဟိုမှာလုပ်ကြရမလားအလုပ်ရကုန်ကြတယ်အဲ့လိုမျိုးပဲသူကလူတွေအကုန်လုံးလိုက်ခေါ်တယ်ဒါပေမဲ့တယောက်မှမရဘူးသူ့ကိုစိတ်မချလို့ဆိုပြီးအမေတွေကတယောက်မှမထည့်ဘူးကဲဟာဒီဒေါ်တင်ဆန်းကြီးလှုပ်တာသိဟန်ကြလို့ဖြစ်မှာပေါ့အဖေတို့ကတော့ကောင်းမွန်လုပ်တယ်လေသမီးတို့စာသင်ပေးတယ်နဲ့ပြောရင်ဒါအဖေတို့ကတမအာဇီဝကောင်းမွန်လုပ်တာပ
ပြီးတော့လိုက်ဖို့ပြီးတဲ့ဒီကလေးတွေရဲ့ရှေးရေးသူတို့မှကြံခဲ့တဲ့မိသားစုတို့လည်းဖေတို့ကစေနန်းနဲ့သေးချာလုပ်ပြီးတော့အဆင်ပြေတာပေါ့ဒေါ်တင်ဆန်းဒီလိုမှမလုပ်ဘူးအဆင်ပြေပြီလားပဲဖေရဲ့တော်ကြတော့ဒီမှာဒေါ်တင်ဆန်းကဖေကိုမနာလို့ဖြစ်ပြီးမကောင်းကြတယ်မဆိုတမီးကပြောတာ အဲ့ဒါတော့မတတ်နိုင်ဘူးသူသဘော ဒီမှာတေးစင်ပြေပြီလားပဲကဲတမီးအဲ့တော့ဖေကိုဇန်နဲ့ဆက်ပေးပါမယ်အဲ့ဒီကောင်းလေးနဲ့ကောင်းမလေးကဖေရဲ့လုံးဝသုံးသူနဲ့ကအရင်ချစ်ကြတော့တော်မခွဲနိုင်ကြဘူး နေအောင်သမီးဖေရေးတော့ချိုးလိုက် မဖေအရန်ပူလေလေချိုးတင်တော့ ခဏလေးနားပြီးတော့ချိုးလိုက်ပြီမိရဲ့ ဖေရောလေဖေရောလို့နားပြီးတော့ပြန်ထွက်လာတမီးကဇန်နဲ့ကြီးကမေ့ကုန်ပြီ ကဲအဲ့လောက်တော့ပြောချင်နေတယ်ဆိုရင်အိုက်ခံပြီးတော့နားထောင်ပြောတော့ အဲ့လိုလည်းဟုတ်ပါဘူးဖေရန်အဲ့ကဲပါတော့ကဲနားပြီးတော့မှရေချိုးတမီးမှာကိုစားနဲ့ရေးလိုက်တော့မယ်ကိုစားနဲ့ရေးထားပြီးတော့မှပြီးကိုပြန်ကြပါတော့လေ တကယ်တော့ တကယ်နားလိုက်အောင်ရေးလိုက်တော့မယ် မအိစာလေးလှ ဟာဘာတူဟာလဲ မင်းမထုံးကြီးရောင်းတာလေ ဘာလို့မလို့လဲ ပိတ်ဆော့လို့မရအဲ့ထုတ်ဖို့ပေါ့ ဘာတူချုပ်မှာလဲ သမီးထုတ်ပါမေလှနော်အများကြီး အဆော့ရွယ်ကြည့်သားမအောင်ဟဲ့နည်းနော်ပေါ့ပတ်စံဘယ်ရလို့ဝယ်လာဟမ် ပတ်စံမေးစရာရမှာလေအားကြောင့်ရှူလာ ဟာဒီဓာတ်ကြီးအကုန်လုံးကိုယူငါမှငွေလေးရှိတယ်မြန်ကြီးအောင်းမိနေတာ ဟာမင်းလည်းအကုန်လုံးမဟုတ်ဘူးမောမေသမီးနဲ့လိုက်မယ်2စား3စားလောက်ပဲရှူပါသမီးအဟောင်းနေဝင်နေကြပြီးမေသမီးကိုဝယ်ပေးနော်မနော် ညီဟာလေတော်တော်အလိုက်ကန်းစိုးနားမလဲတာပဲငါအခုတော့လုပ်ငန်းကင်ကအဆင်ပြေတော့ညီသိတယ်မလားဟမ် မင်းကလေပတ်စံရှင်းပြရမှာမဟုတ်တာမေဒေါ်လေးကလာပြီးနေကြောင်းလာသူများတော့အကြာကြီးစောင့်သမီးတို့မျိုးတွေဆိုပေးစင်တဲ့အချိန်မှာပြီးလို့ရမှာမေဝယ်ပေးပါမေနော် စားဖို့တော့အနိုင်ဖြစ်နေကြတဲ့အေးညီကတော်တော်လှကျင်ညီဒီလက်တော့လှကျင်နေဆိုရင်လေညီလိုတာအကုန်လုံးဝယ်ပေးချမ်းမိမဲ့ယောက်ျားတွေ့ရင်လေကောင်းမကောင်းမြန်သာကောက်ယူလိုက်နော် မင်းရောအဲ့လိုတော့မပြောပါနဲ့ဒီစင်တယောက်တော့တောင်းနေ မြူချင်းဝဲမြူချင်းသွားစိတ်ကျင်နေရတဲ့ချာပဲစကားပေါ်လာပြောနေတယ်တော်ဒီထဲနဲ့အားလုံးပြန်ပေးလိုက် 你呀，哎，老实嘛，我说家老实， ညီအဲ့လူနာပဲငါချက်မှလာမပြောနဲ့ 就是这个，我好， မပြောနဲ့တော့ငါပြောရမလားပြလိုက်ပြီးတော့ငါထိုးထားလိုက်မယ်သိလားဘေးကအဆင်ပြေမှာပေါ့လုတ်တော့တာပွဲစားပြောလိုက်ရင်မိုးတစ်လုံးလေတစ်လုံးစကကြီးတွေကြီးပဲအဲ့တော့မသိနားမလဲလို့သူ့စကားကိုနားရောက်တော့တာပေါ့ဒင်းတို့ငါလုံငန်းနေဘာတစ်ခုမှအဆင်မပြေတာတွေ့မယ်ဒင်းငါနဲ့ကောင်းယူ ဘာရောက်နေတာကိုဆို ကိုထွန်းရန်ကုန်သွားမလို့ဆို ဟုတ်တယ် အဲ့ဒါသမီးလေးကိုထည့်လိုက်ခြင်းလို့ပါ ဘာတော့တော့ ဟိုအလုပ်လုပ်ဖို့လေ ဟုတ်ပြီဘာလို့လုပ်ချင်လဲမိတာ နဲ့ပြန်တော့မယ်အလုပ်ကြီး ဖြစ်တော့လို့ဆက်ချုပ်မယ် မချုပ်တော့ဘူးလေ ဒီငါ့ကိုစစ်လီကိုရောက်နေစလို့တော့စစ်လီကိုလေးတယ် 哎，没累得不累了呀？ ဒါဆိုတော့ထုံးစံတိုင်းအင်းရဲ့ပေါ်အိမ်ပေါ်ပဲပေါ့ညီလုံးနေပါမှာ လုံးနေမှာလေဦးလေးထုံးလေဟိုအဓိကအမျိုးစားဖို့တော့ဟိုအစင်ပြေပြီးတာလေ မတင်ဆန်းတို့ကတော့လာခေါ်ပါလေသူ့ကိုစိတ်မချလို့ကိုထွန်းရှိလာခဲ့တာ ကျုပ်စီလာတော့ဟုတ်ပြီကျုပ်ကလည်းတစ်ဖက်ကိုအာမခံလို့ရတဲ့လူမျိုးပဲခေါ်လို့ရမှာနော် ကိုထွန်းရေတရွာတိုင်းသားချင်းနေပဲဟာတယောက်အကြောင်းတယောက်သိနေတယ်ဟိုကိုထွန်းဘယ်တော့သွားမှာလဲ နောက်တည့်ရက်နေ့ဆိုပေါ့ ဦးလေးတော့ဟေးဘာလို့ကွာမောင်းတောင်းမေသေးတယ်ဖြစ်လို့ဦးလေးတော့ အဲ့ဒါဆိုလဲဆရာကိုခေါ်ပြလိုက် ဆရာကအိမ်မှာရောက်နေပြီဦးလေးတော့ အဲ့တော့ငါဘာလုပ်ရ သူ့အမေသူ့သားလေးကိုတွေ့ကျင်လို့တဲ့ ငါတည့်ရက်နေ့ညွတ်တယ်မယ်ငါပြန်လာတော့ခေါ်လာခဲ့မယ်လို့ပြောလိုက် ဆရာကချက်ချင်းခေါ်ပြီးနိုင်ရင်ကောင်းမယ်တဲ့ဦးလေးတော့ ဖေးဘယ်လို အဲ့ဒါဆိုလဲခေါ်ပေးရမှာပေါ့အေးငါခေါ်လာခဲ့မယ်လို့ခေါ်ပေးမယ်လို့ပြောလိုက်ပေါ့ ဟုတ်ကဲ့ ရတော့တာခဲတမီကိုစင်းနေလောက်ခိုင်းနဲ့ပြန်သွားမယ် ဟုတ်ကဲ့ကျေးဇူးတင်ပါတယ် ရပါလေ ကျမတို့သွားမယ် အေးစင်းနေလောက်ခိုင်းနော် ဟုတ်ကဲ့ပါဦးလေးထုံးမခင်ကောင်း ဟုတ်ကဲ့ နဲ့ပြန်သွားမှာနော် ဟုတ်ကဲ့ အေး ဖေးတောင်းကိုလှုပ်သွင်းပေးတာမှမကြဘူးအခုပြန်ခေါ်လို့ဖြစ်ပါမှာဖေးဘယ်လိုပြောပြီးခေါ်မှာလဲ ခေါ်လို့တော့အလုပ်ရှင်ဖွင့်ပြီးသွားမှာမဟုတ်ဘူးဒါပေမဲ့တောင်းကိစ္စကလည်းကောင်းတဲ့လူကိုရှာပြီးတော့အဆင်ပြေအောင်ပြေလုပ်ပေးရမှာ မလေးအဖေတို့လောက်ကလည်းရှင်မောရတာဖေးရဲ့တမီးတော့ဒီစာရေးဆံမလုံးမှာမြ мян အောင်မြင်မှဒါမှအဖေတို့ဒီလုပ်တယ်နားယူခိုင်းပြီးတော့ဖေးကိုကောင်းအောင်မထားလို့ရမှာ အဖေကအဲ့လိုမစင်စားတမီးဘယ်လိုပဲအောင်မြင်အဖေကတော့ဒီလုပ်ဆက်လို့ဒီလုပ်ကကုလို့ရတယ်တမီး
ရန်ကုန်မြို့ပေါ်မှာကားရှုပ်ကရှုပ်ငါကားရဲ့တန်မိုးကိုလည်းသိတယ်မင်းတောင်မှရန်ကုန်မြို့ပေါ်မှာမနေ့တနေ့မှကျွမ်းကျင်သူ့ငါဘယ်လိုလုပ်စိတ်ချကလို့ပေါ့ အဲ့လိုဆိုရင်ဥက္ကမလေးအဲ့လိုစိတ်တော့စိတ်ဖြစ်နေကျွန်တော်ပဲမောင်းဝင်ဗျာသူ့ကိုကျွန်တော်ဥက္ကမလေးစိတ်ချတဲ့အထိကိုတွဲပြီးခေါ်သွားတဲ့သဘောပေါ့ဖြစ်မလား ခင်ဗျားမောင်းပေးမယ်ဆိုရင်ကျွန်တော်စိတ်ချဖြစ်ပါ ကဲပြီးအဲ့ဒါဆိုတော့ တော့ဟေးဦးကကျွန်တော်အစားကားကိုယ်တိုင်မောင်းပြရမှာဆိုတော့ အာဒါရီအောင်စမ်းတော့ပါဘူးကွာမင်းအတွက်ဒီမှာငါတောင်းယူထားတာမင်းကလည်းသေးရှင်ကိစ္စမသွားလို့မဖြစ်တယ်ဒါကငါနားလည်းပြရမှာပေါ့အဲ့တော့ငါတောင်းယူထားတဲ့ကိစ္စငါသူတို့ကျင်အောင်လုပ်ပြရမယ်ရတယ်ဒါရီအကြောင်းကို လက်ဆိုကျွန်တော်သွားကြည့်ရစီလို့လိုက် အခုပဲသွားတော့ အခုသွားကြည့်ရစီ အဲ့ဒါဆိုကျွန်တော်ဘုန်းကြီးကျောင်းတော့ခဏဝင်နေတယ်ကျွန်တော်ခဏလေးပါဟိုရွာကျွန်တော်လူတွေပါလာတယ်ဆိုတော့ခွဲတန်းနေနေချကြတယ်အဲ့ခဏလေးပဲဖြစ်မှာ တိတ်မကြောက်ဘူး မင်းပြောင်းကြောင်းကမင်းကတော့ နောက်ကျလိုက်တာကိုထွန်းရဲ့ ဟိုမှာအိမ်ဒီအိမ်မှာကားမောင်းတဲ့ဒရိုက်ဘာကိစ္စကျွန်တော်ကိုယ်တိုင်ဝင်ဖြည့်ရှင်းပေးနေအောင်လည်းနောက်ကျသွားတယ်တော်မကြီးပဲလုံးနဲ့ရောက်နေတာဟုတ် ကျမတို့တာကြာပြီဒါနဲ့ကျမမှလည်းလူညောက်ကြတယ်နော် ပါလေဒီမှာဟိုကလူသားနဲ့မူရဟဲ့ဟဲ့အေး ကျမအဲ့နဲ့ကိုတိတ်မကြိုက် ဘာလို့ကြိုက်လဲ ရှုပ်ပုံကြိုက် ခင်ဗျာလေဒီရသားပြီးမိုးကြိုးမြေချိုးလုံးနေရွယ်လေးတွေလေ ဟုတ်ပါတယ်ကိုထွန်းရဲ့ကျမတို့အတိုင်းဝိုင်းနဲ့ကျမတို့အစင်တိုင်းနဲ့ဆိုတော့ဟိုခိုင်းနေဆိုပေမဲ့ရုပ်ကလေးပါတင့်တယ်ရှိမှဖြစ်မှာပေါ့ ခင်ဗျာရုပ်ကိုကြည့်ပါလားအလုပ်ကိုကြည့်ပါလားအလုပ်နေရွယ်လေးလေခင်ဗျာအင်အားလုံးများမှန်းသိလို့ရုပ်ကခေါ်လာတာ ဟုတ်ပါတယ်ကိုထွန်းရဲ့ဒါပေမဲ့ကျမသူ့နောက်ကိုချက် ပြီးရောအဲ့ဒါဆိုလည်းကြိုက်တယ်လူရွေးတဲ့ ဒါဆိုဟိုအနီလေးတော့မစိုး အနီလေးကနေရောက်ဒီဘက်ကမိုးမိုးလာမှန်းတယ် ဒီဘက်က အဲ့မှလို့ထား ဟိုဘက်ဆုံဆုံရပြရ ဟောကိုတင်သမီထမိုင်းကဲညီတို့နေရဒီအိုင်ဒီနဲ့လိုက်တော့ညီတို့ဦးစားအိတ်ဒီ ပါ ဒီမှာဒီ ပြေဆုံးကြံထားကြရမလား ဘယ်ဒီမှာလာတယ်ရောတော့ဘောတော့နဲ့ဒီမှာစိတ်ကြရွေးထားဒီမှာလာတယ် ဒါဆိုရင်သူတို့6လကတခါရှင်းသွားမယ် ဟောထုံးစံကြီးကျွန်တော်တို့လို့ သိပါတယ်ကိုထွန်းရဲ့ ကိုထွန်းသူများတွေတော့လူရသွားကြပြီကျမအတွက်ကောင်သူကဘာနေ ဟဲ့ဒီခိုင်ညပါလေသမီး အေးခိုင်တနင်္ဂနွေလေးဦးထွန်းက တနင်္ဂနွေသမီး ရတယ်ကြိုက်တယ် ဘာကြိုက်လဲခင်ဗျာလူငားမလားလူခေါ်မလားဘာကြိုက်လဲဘာဖြစ်လို့ ဟောလူငားမှာပေါ့ကျမအိမ်မှာလူဝင်မယ်ဆိုတော့ပြည်တင်တွက်တယ်လေကျမနဲ့ဆိုရင်တနင်္ဂနွေသားသမီးတို့ကြာသပတေးသားသမီးတို့ဆိုကြိုက်တယ်တဲ့အဲ့ဒါကိုကျမနဲ့သူနဲ့ကြိုက်တယ်လို့ကျမပြော ဩနင်းလည်းကြိုက်တယ် ဟုတ်တယ် ရုပ်ကိုကြိုက်ရလဲကြည့်ရော ဟာရုပ်နဲ့ဘာဆိုင်လို့လဲကိုထွန်းကလည်းကျမအလုပ်ခိုင်းမယ်ဟာ ဆိုးဆိုးတယောက်ကတော့ရုပ်မနှံ့ဘူးစိတ်ကြက်ကိုခေါ်တော့ဟိုမှာသူစားနေမှုရမျက်နှာကိုပြက်တော့သူ့အပြင်ဘယ်လိုပြောမအားနာလိုက်တာအဲ့ဒါကြောင့်မင်းကရုပ်ကိုကြည့်အောင်လို့ ကျမကတော့ရုံနဲ့မဆိုင်အလုပ်ကိုကောင်းကောင်းမွန်မွန်ကြိုးကြိုးဆဆလုပ်ရင်ရပြီ ဟဲ့ပြောရကြသူပြောဆိုကြိုးစားလုပ်နိုင်လား အလုပ်လုပ်ဖို့လားပဲဦးထွန်းရဲ့ကျမကြောင့်ဦးထွန်းမျက်နှာကိုပြည့်စေရမှာ အေးရုံပါလေအဲ့ဒါကြောင့်ညီတို့ခေါ်လာတာကဲ အဲ့ဒါဆိုရင်ကျမသူ့အတွက်6လစာပေးသွားမယ် ဟုတ်ပြီကျွန်တော်တော့ ဟောကိုထွန်းတို့လည်းပါတာပေါ့ထုံးစံတိုင်းမှာကိုထွန်းလည်းပြောရောအမဒီစံဘယ်တော့ရတာဘယ်လာလဲအမ ဟိုဘက်ဆုံးတော့တိုက်လူလာပို့တာရဲ့ဒီတိုက်မှာရှိနေဆိုတော့တီလိုငါစောင့်နေတာ ဟောအမလည်းအိမ်ထဲဝင်လာပြီးရော ဒီချက်အင်းရှင်ကကြက်မှန်းပြီးဒီချိန်ကဈေးဝယ်ထွက်တဲ့ချိန်လေတွေ့လို့တွေ့ကြတယ်စောင့်နေတာ အမအမေရောနေကောင်းလားမောင်လေးညီမလေးနေကောင်းလားဟမ် ဒီကောင်းပါလေအားလုံးနေကောင်းကြ ကျမဘာမှလိုက်လဲအမ ဘာမှမလိုက်ဘူး ဟုတ်တော့ကျမတော့နေ့တိုင်းတည်းရသူကလူကြုံရှာတော့နဲပါမမှားလိုက် အော်ငါဒီလိုအိမ်ကိုဝင်မမွန်ခဲ့တာဟဲ့ ဟိုအမပြန်ပြောအောင်နော်ဟိုအမေကိုလေမှားစားချက်ပေးစားရှိပေးလိုက်ချင်လို့ အေးပါရဲ့အေးပါ ဟိုအမဘဒုလာပူတာလဲ ဟိုငါတို့ကလင်းလင်းလေဟာ လင်းလေးဘယ်လင်းလေးလဲမလွေးလင်းနှစ်ယောက်တောင်ရှိရလေ ဟောနေရလည်းမသိဘူးလားဟဲ့ဟိုအနောက်ဘက်ကလေဟိုပါလေရန်ကုန်မြို့ပါလေလက်သမားတက်လို့နဲ့ဥပတ်ရဲ့တမီလင်းလင်းကိုပြောတာပေါ့ ကောင်းတယ်အမကျမလည်းနီးနီးလေးနော်မနော် ဟဲ့မျိုးဒီအိမ်မှာဘယ်လောက်ရရဲ့ 2000လေးမ 2000 ဟာ တလောက်မှ2000ရဲ့ ဟုတ်တယ်လေးမဟိုလူလေးတို့ကိုနိုင်လိုက်ပို့တာအမရဲ့ ငဲလာပြီလားငါအခုလင်းလင်းကိုလာဖို့ပါလေတလောက်ကို4000လဲပေးဦးမယ်အိမ်ရှင်ကဝတ်စားပါအကုန်လုံးပြင်းနေစင် 4000သူစားနေရစင်မယ် တယ်အကုန်လုံးစင်ပြီ ရလာပြီလားမရဲ့ကျမနဲ့အရန်กว่าလာမယ်နော် ဒါမတူးလေငါကိုယ်တိုင်ပြောထားတာ哦 အဲ့လိုအိမ်မျိုးလေးနေချင်လိုက်တာမရဲ့ဥထွန်းကလည်းဘလို့အိမ်လာပို့ထားမှန်းမသိရတော့2000လောက်ရတယောက်နဲ့ပေတော့မယ် ဟ
ဒီမှာနင်းတောက်တယ်ဟုတ်တယ်မတယောက်တည်းအလေအခုလင်းလင်းပိုးရဲ့အိမ်မှာလေ2ယောက်တောင်ရှင်2ယောက်တောင်အဲ့ဆိုရန်တက်တာမအောင်နော်အမအဲ့လိုအိမ်မျိုးရှိသေးလားဟမ်ဒီဘာလို့မလို့ဟိုကျမအဲ့လိုအိမ်ကောင်လေးရှိပြောင်းကျင်တာပေါ့အမဟိုပတ်စံမြန်မြန်ရလေအမေတို့လည်းပို့နိုင်တာပေါ့အမရဲ့ဒါဆိုရင်ဒီရန်ထွက်လိုက်ပါဟဲ့ဒီရန်ထွက်ရမယ်ဟိုထွက်လို့ပြမှာပေါ့အမပတ်စံကြိုးထား6လကတော့ကြိုးထားတာမလေးအဲ့ဒါလွယ်ပါလေဟာဘာလဲမနေပြောတတ်ဆိုတာဘလို့လိုလေဟာဟိုဘလို့ပြောမှလဲမဘလို့ပြောမှလဲဘလို့ပြောရမလဲဆိုတော့ဘလို့ပြောဟိုအန်တီရဲ့လို့ကျမရဲ့အမေကအသေးအတန်ဖြစ်နေလို့အဲ့ဒါဟိုအခုလာခေါ်တဲ့လူနဲ့ကျမတပတ်လောက်လိုက်သွားပြစီလို့အမေနေကောင်းလို့ရှိရင်ကျမချက်ချင်းပြန်လာပါမယ်လို့ကျမဝစားလေးလည်းအကုန်လုံးထားခဲ့ပါမယ်လို့ပြောအမလည်းဝစားလေးကုန်တော့ကျမရှိတာနည်းနည်းလေးအကုန်ထားကျမဘာဝေးရမလဲအမလေးတော်တော်အားလာပဲအကောင်းနေမှာလည်းအကုန်တစ်ထပ်ပြီးဝက်ခဲ့အစုပ်တွေမှာလည်းအဲ့ထဲကိုထည့်ပြီးတော့ခက်ပြီးတော့တယ်မှယူခဲ့ပြီးတော့ပို့တယ်ဟုတ်တယ်ကောင်းတယ်ဟောအမဟိုဒီလိုအိမ်မွေးရမှာသိကြတော့နော်ကျမဒီရင်ကထွက်ပြီးတော့အိမ်မရှိပဲဖြစ်မှာဆိုလို့အမ你ငါမယုံလားလာမယုံလားယုံနေမှာယုံနေဟိုမအဲ့အိမ်လေးကိုအမပဲလိုက်ပြောပြီဟမ်ငါလည်းပြောပြရမယ်ဟာနင်းဟာလေရတဲ့ပွဲကနင်းအလုတ်ကြည့်မယ်ဟိုအမကလည်းပြောပြပါအဲ့ဆိုငါဘယ်လိုပြောရမလဲဒီလိုပြောရင်ကောင်းမယ်ဟုတ်မျိုးလာပို့တဲ့ဥထုံးကကျမရဲ့အကိုတုံးမွေးပါလို့သူနေထိုင်မကောင်းလို့ကျမကိုလှုပ်လိုက်တယ်ပါလို့အဲ့လိုပြောရင်ကောင်းမှာမသိဘူးကောင်းတယ်မကောင်းတယ်အမနဲ့ဦးတို့ကလည်းရုပ်ချင်းစင်တော်တွေတော့ရုံမှာမှာတိလားအဲ့လိုရှာမအဲ့နဲ့မကြားချင်ဘူးမဟုတ်အဲ့လိုပြောတာကောင်းတယ်လို့အဲ့ဒါပြောတာအမရဲ့သူ့ကိုကြည့်ရတာတော့အလုပ်တွေပါလေကောင်းကောင်းမွန်မွန်လုံးနိုင်မဲ့ပုံစံပါပဲလုံးနိုင်ပါလေအမရဲ့လုံးနိုင်မဲ့လူမလို့အမရှိကိုခေါ်လာခဲ့တာပေါ့ယုံပါတယ်မတ်တင်ဆန်းရဲ့မတ်တင်ဆန်းကိုယုံပြီးသားပါဟိုသူ့ကိုတော့အိမ်ရဲ့စီကန်းလေးတွေနည်းနည်းပြောပြအောင်မေဟုတ်ကဲ့ပြောပြပါနားထောင်နိုင်မှာမလားဟဲ့ပြောလိုက်လေဟိုတခါတည်းအန်ကြီးကလေခေါင်းကြိုညိမကြိုက်လို့ဟဲ့ဒီမှာခေါင်းညိတာကိုကြိုက်တယ်ခေါင်းညိလိုက်ဟုတ်ကဲ့အန်တီတို့အိမ်မှာလူကတော့များများဆဆသိမ့်မရှိပါဘူးအားလုံးပေါင်းမှာ10ယောက်ပဲရှိအဲ့ဒီ10ယောက်ရဲ့ဝေယဝိဇ္ဇအားလုံးကိုလုံးဝမှာတော့ညီတယောက်တည်းနော်ဘယ်နဲ့လဲလုံးနိုင်မှာဟုတ်ကဲ့လုံးနိုင်ပါတယ်အမရဲ့လူ10ယောက်ရဲ့ဝေကဘယ်လောက်ရှိတာမှလို့လဲအားလို့သူလုံးနိုင်တယ်အဲ့ဒီမပူနဲ့တော့အမနော်မိဖို့ကြောင့်ကိစ္စလျှော်ရေးဖို့ရေးတအိမ်လုံးရဲ့တန်ရှင်းအဲ့ဒါတွေကိုအားလုံးကိုတတ်နှက်ပြင်းလုံးမှတို့ကကြိုက်တာနော်ဟုတ်ကဲ့နေဖို့ထိုင်ဖို့အတွက်ကတော့တို့နဲ့ဒီအိမ်ထဲမှာအတူနေလို့မရဘူးညီအတွက်ဟိုဘက်ကားကိုတောင်ပေါ်တက်ကိုစီစဉ်ပေးမယ်ဟုတ်ကဲ့ဒီအိမ်မှာနေတဲ့ကာလပတ်လုံးဒိုပေးတဲ့ပတ်စံဒိုပေးတဲ့မုတ်ဘူးကလွဲလို့ညီရှိမှာပို့တွေးလို့ရှိရင်သိမ့်မှာနော်ဟုတ်ကဲ့စိတ်ချပါမရဲ့ဟိုကျမတို့ရွာလူတွေကလေဟိုဒီငွေအများများဆဆကိုကန်ယူမသုံးတတ်ဘူးအဲ့အတွက်မပူနဲ့မှာနော်စိတ်ချနောက်ပြီးတော့ဒီအိမ်မှာနေတဲ့အချိန်မှာပြဿနာတွေရှုပ်ရှုပ်ရှက်ရှက်ဖြစ်ခဲ့လို့ရှိရင်ယူထားတဲ့ပတ်စံကိုပြန်ယော်ပြီးဖြစ်တဲ့နေ့မှာပဲအိမ်မောဆင်းရမှာအမဟိုအမဟိုလိုတဲ့စီကန်းချက်တွေကိုလေနောက်မှအေးစေးသူ့ကိုလေပြောပြမှာလိုချင်တာကိုခိုင်းနော်တိတ်တယ်လို့ခိုင်းအားမနာနဲ့ဟဲ့တေးချလို့နော်ဟိုကျမဟိုပြန်ဖို့နည်းနည်းဝေးတော့လေဟိုအချိန်လဲနည်းနည်းနောက်ဟုတ်သားပဲဟိုဒီမှာမတ်တင်ဆန်းနဲ့ပြောထားတဲ့အတိုင်းသူ့အတွက်လာက6လကမတ်တင်ဆန်းအတွက်ကပွဲကဟုတ်ကဲ့ပါကျေးဇူးပါဟဲ့ဘုဖွင့်တာရှိပါတော့အေးဒီအမညူကျွေးလိမ့်မယ်နော်ဘုဖွင့်လိုက်ပေးလိမ့်မယ်ဟိုရွာမှာလေးနေ့အမျိုးပဲငါပေးခဲ့လိုက်မယ်နော်ဟုတ်ကဲ့ကဲငါသွားမယ်ကဲအမခိုင်းတော့အားမနာနဲ့နော်သူအကုန်လုံးလုပ်တတ်တယ်သိလားမဟိုလူရရှိရင်လေကျမတို့လေရွာကိုလှိုင်းမှလိုက်သိလားနော်ကောင်းပါကျဲစရာရှိလားလေချိန်ပေါ်မှာရဲ့အားမနာနဲ့ဟဲ့ညိုငါသွားမယ်နော်နင်းမယ်ငါပေးလိုက်မယ်နော်စိတ်ချသွားမယ်မကျေးဇူးပဲဟဲ့ဒီလားပြောစရာမကုန်ဘူးဆက်ပြောဟိုခုမှညီကရွာနေပြီမတ်တင်ဆန်းနဲ့လိုက်လာတာမဟုတ်ပါဘူးကျမရန်ကုန်ရောက်နေ2လ3လရှိပါအော်အဲ့ဒါဘာမှလုံးလုံးနေဟိုသူ့အနာတွေကလေဟိုကျောင်းဆရာဆိုလားတက္ကသိုလ်ဆရာဆိုလားဟိုဦးမောင်အဲ့အိမ်မှာလောက်တာဘာဖြစ်လို့ဆက်မလုပ်တာဟုတ်ဘာဖြစ်လို့လဲဘာပြဿနာတွေတက်လို့လဲဟိုဘာဖြစ်လို့ဆက်မလုပ်တာလဲလို့ပြောနေအဲ့ဒီဆရာကြီးကလေဟိုသူ့မိန်းမမရှိခင်ကျမကိုရှိသက်လို့ဖះရေအဲ့နေအလုံးမလို့ပဲဘယ်နဲ့သူများရင်ရှောက်လဲနေအဲ့ဒါမကောင်းတော့ဒီချင်းอ่ะဦးထွားတော့ခိုင်းလို့လာတာပါခိုင်းတယ်ဟိုမှာလေမျိုးခိုင်အိမ်ကကျမရှိလိုက်လာတယ်ညီတို့ချင်းလူချင်းလဲမဟုတ်ဘူးဦးထွန်းရဲ့မျိုးခိုင်ဟိုမှာဘာတွေပြဿနာလုပ်လဲမသိဘူးအဲ့ဒါဦးထွန်းကိုရှာပေးပါတဲ့တော့ငါဘာလုပ်ပြရသူကတော့ဦးထွန်းတွေ့တခါလဲခေါ်ခဲ့လို့ပြောတယ်မမျိုး
ဘာဖြစ်တာလဲ ကိုထွန်းရဲ့ရှင်စိတ်ချပါတယ်လို့ပြောတဲ့သူကတော်တော်ရိုင်းပါလားသူ့မိနေမကောင်းလို့ခွင့်တစ်ဖက်ပေးပါဆိုလို့ကျမကောင်းတယ်ကျမလည်းကိုချင်းစာပြောပေးလိုက်တယ် ကောင်းပါလေသူ့ဒီကောင်းပါနေမအောင်ဆိုကျွန်တော်လာပြောမှာပေါ့ဘယ်သူကပြောလို့ ကြည့်ညီမဝင်ဝဲလို့ပြောတာပဲ မရှိဘူးကျွန်တော်ညီမမရှိဘူးကျွန်တော်တယောက်တည်းသူ့လား ဟဲ့ကျမမဟုတ်ပါဘူးမတင်စားသူ့ကိုကျမအရင်လာပုတ်ပေးသွား ဟဲ့မမျိုးနင့်မလေးမအိမ်မထားတာမလားတော်အိမ်မထားဘယ်လိုလုပ်ဒီသမားအိမ်ရောက်သွားတာလဲတော်တင်သားဘယ်လိုမျိုးရောက်လာတာလဲဒီတော့တော်ရှုပ်တာပါလားဟမ် မိုင်းတင်စားလေဒီအန်ဒီမှာနှုတ်ရင်းနဲ့နားနေတာပဲဆိုကျမအိမ်ကြောင်းသွားတာ တော်တော်မွေမက်တဲ့ဟာတွေပဲငါပြောတယ်ဒီအိမ်မှာလူကြီးတွေပဲရှိတယ်နင်ယူဒီဆက်ဆံရင်ကုသိုလ်တော့မစင်ရမယ်လို့ပြောတာဘယ်နဲ့တော့ဒီငွေ၄တောင်လေးပါသွားတာလဲမတင်စားတော်တော်နှောက်တယ်မိမပဲကျွန်တော်တောက်ပန်နေလားကျွန်တော် တောင်းမှန်လို့မရဘူးကိုထွန်း तू ကဒီတဲ့ဆိုတဲ့အပြစ်ကိုကျူးလွန်ထားသေးတယ် ဘာလဲထန် ပြောလိုက်စမ်းမညီမရေမမဖြစ်ရှက်တယ် ဟို तू ကကျမနဲ့ဒီအိမ်နဲ့ပတ်သက်တယ်ဆိုတော့မသိဘူးအဲ့တော့ကျမဒီအိမ်မှာဘာဖြစ်လို့လှုပ်ဆက်မလှုပ်တာလဲလို့မေးတော့ ဆရာကြီးကလေဟိုသူ့မိန်းမမရှိခင်ကျမကိုရှိတတ်တယ်လို့ ဒီအိမ်ကဆရာဦးမောင်ဆိုတာကျမရဲ့ဆရာကျေးဇူးရှိလေးဖြတ်နေ ကျွန်တော်ဒီ အဲ့လေးဖြတ်နေတဲ့လူကသူ့ကိုဘယ်လိုလုပ်ပြီးပြည့်တက်လုံနိုင်မှာလဲ ဟုတ်လားမမျိုးငါရှက်လိုက်တာဟာကျွန်တော်ရုံညံ့တဲ့အတွေးတွေနင့်ကောင်းတယ်ဘယ်လိုလုပ်ဝင်တာလဲအဲ့ဒါမတင်စားနဲ့ပေါင်းလို့အဲ့လိုဖြစ်တာတို့ကဘယ်ဖြစ်နင့်ကိုဒီမှာထားလို့တော့မဖြစ်ဘူးငါပြန်ခေါ်ကနင့်ကြောင့်တရားလို့လည်းမပြတ်ငါလည်းနောက်ဆိုငါခေါ်လို့ရအောင်ဒီလိုအိမ်မျိုးနဲ့နေမတောင်းစိတ်ထားကောင်းနေတော်ကျွန်တော်ပြန်ခေါ်ကောင်းမှာဗျာ ဦးလေးတို့ကျမတောင်းပါဦးလေးတို့ရဲ့အလုံးမရှိကြအမေကကျမကိုတလေးသေးလိုက်သေးလိုက်အန်ဒီတို့ရဲ့ကျမတောင်းပါအန်ဒီတို့ရဲ့အန်ဒီကကျမတို့ပြန် မဖြစ်ဘူးဒီကကောင်းလေးပြောတာတယ်တော့ငါ့ကိုကြားမှာနာမည်ပြက်နေလိမ့်မယ် ဆက်ဆက်ကျွန်တော်တော့မပြောနဲ့ကဲအိမ်ကနေလိုက်ကြည့်တာမန်တော့ဖြစ်တာဒီနေ့ဆက်ဆက်ကောင်းလိုက်တာ တော်သေးတာပေါ့ကျမနဲ့တိတဲ့လူချင်းမှာပြောပြီတခြားလူကပြောတယ်ကျမကလုံးလုံးကွဲ ကျွန်တော်တောင်းမှန်တယ်ဗျာကျွန်တော်ပြန်ခေါ်သွားမယ်နော်သူနဲ့ပတ်သက်တဲ့ငွေကြီးလုံးနာကျွန်တော်ရှိကျွန်တော်တော့မှပေးစီလာရှင်ကျွန်တော်ပြန်ခေါ်ပြီး ကိစ္စမရှိပါဘူးသူ့တော့ပြန်ခေါ်ပါ လာလေတာမဟုတ်တခါတည်းအပီးပြန်လာတာ ဘာဖြစ်လို့လဲ ဟမ်ခမည်းသမီးလုံးပုံလေကျုပ်ဒီလုံးကိုလှုပ်ရှားလို့မရအောင်ဖြစ်သွားပြီ သူ့မိန်းမမရှိခင်ကျမကိုရှိတတ်တယ်လို့ မလုပ်လက်သိရိုက်ချင်ဟလား အော်ရိုက်ချင်မှာတတ်ကိုတတ်ပြချင်အသေးကို စပ်ပြစ်ချင်ကျုပ်သွားတော့မှလုံးနော်ကျုပ်ရှင်မှာတော့မလုပ် မသွားပါနဲ့ကျမတောင်းပါမယ်ရှင်းအချင်းနဲ့ကျမလေးဆုံးမပါမယ်အဲ့လိုရန်ကုန်ခေါ်သွားပြီးတခြားကြီးပို့ပေးပါရှင် ဟာဘယ်လိုလုပ်ပို့လို့ရတော့မှလဲအခုကသေချာစိတ်ချအိမ်ပို့ထားတာကိုဟမ်လူပေါင်းမှာပြီးလှုပ်ချင်ရင်လှုပ်ပြောချင်ရင်ရှောက်ပြောတာကျုပ်အဲ့အိမ်သွားလို့မရတော့ဘူးခမည်းရှိမှခမည်းသမီးကိုစိတ်ချပါလို့ကျုပ်ပြောလို့ကိုမရတော့ဘူးသူလှုပ်ချင်ရင်လှုပ်ပြီးပြီကဲအဲ့တော့မတင်ဆန်းကအားကိုးတယ်သူလှုပ်ချင်ရင်လှုပ်တော့မတင်ဆန်း မသွားပါနဲ့ကိုထွန်းရဲ့တော့မတက်ဆိုင်တော့ဘာလို့လဲတော့အမေမတော်တော့ခေါ်ပါမယ်မသိတော့ပါမယ် ဘာလဲတာ အတမရရေတောက် ဟိုမှာ သိပါတယ်ဖေဖေရွာကိုပြန်လာတာရောနတ်မျိုးကိုသူ့အိမ်သွားပြန်ပို့တာရောအဲ့အိမ်မှာပြဿနာကြီးဖြေရှင်းပြီးတော့ဖေစကားတွေအများကြီးပြောလို့မောလာမှဆိုတိလို့မတမရတမရကြီးဖြောပြီးအတင်းစောင့်နေတာဖေတာကိုတောက်ဖြည်းဖြည်းစစ်တော့တမီးပြောတော့နားထောင် ကဲ ဖေကိုမပြောဘူးလားအဲ့ဒေါ်နေဆန်းဆိုမိမအကျင့်မကောင်းအရန်အကျင့်ပုတ်ပါတယ်ဆိုအဖေကတမီခဏပြောတယ်ကဲအခုဖြစ်လာပြီမလားနောက်ဆိုအမေမရောဒီတဲ့ပုံပြီးသတိထားတော့မှာနော်ဖေ သတိထားမှာဖေမဟုတ်ဘူးအဲ့မတင်ဆန်းကိုယ်တိုင်ပဲ အဖေကအဲ့မိမရောဘာသွားလို့မလို့ ဘာမှမလုပ်ပါဘူးသူလှုပ်ထားတဲ့ကိစ္စပဲဖေပြောမှာလေအခုမမျိုးတို့ကိစ္စမှာသူခလောက်ဆန်တာသူကသူမမျိုးတို့အဆင်ပြေးနေတာစာဝန်ကြီးအဆင်ပြေးနေတာသူပွဲကရဖို့တခုလေးအတွက်နဲ့မမျိုးကိုဘာတွေသွားစီအောင်နေပြီဟိုမိမလည်းသူပြောရကုန်နေရှုပ်ချက်တွေခတ်တော့ဘာမှလုပ်လို့မရအခုဒုက္ခတွေဖြစ်နေပြီအဲ့မမျိုးတို့ဒုက္ခဖြစ်တာသူခံရမယ်အဲ့တံပြန်တာသူခံရတော့မယ်အဲ့ဒုက္ခသူခံရမယ်အဲ့ဒါကြောင့်တတိထားမှာဖေမဟုတ်ဘူးအဲ့မတင်ဆန်းကိုလည်းသူကြောက်တုံးလို့ဖြစ်တာ မြတ်ထမင်းအောင်သားနေပြီလား ဒီကဘယ်သွားမှမသိဖယ်လာငါမစောင့်နိုင်ဘူး တို့ရဲ့စက်တိုင်းလေးကမှုန်းနေတယ်သိရင်တော့ကြလိုက် တေးကြရဆိုတော့မမရင်တောက်ဆုပ်ပါနော်တေးလည်းပကံနဲ့ဝင်ကုန်ပါဘူး ဩအဲ့လိုမဖြစ်အောင်တော့ထင်းထားပါလေဩဒီမှာချင်းမောင်ကျော်လေးဟဲ့နေရတယ်တုံတောင်းငတ်ပါဟဲ့အဲ့ဒါငါတို့သားမင်းရဲ့ထဲစာအုပ်ချက်ထားအပုံပါဘူး ညထမင်းစားမှမစားဘူးလား စားမယ်တော့မစားသေးဘူးမေရဲ့ ဘာလို့လဲကဲသွားပါထမင်းလည်းအများကြီးကူးလာပဲငါတကယ်နောက်ကပါကျွေးလိုက်ပါဆို ဖြစ်နေရလေမစားသေးဘူးမေရဲ့နေ့စီကတည်းကပတ်စံတောင်း ညက်ပါလို့မလို့ ဟ
မင်းလည်းဟိုဘက်ရောဖျားဖို့ရှိရတယ်သမီးကတမမှမသွားသေးအမေစင်းမြသမီးသိပါတယ်မင်းညတော့တော့ကိုလည်းနှောက်တော့မှာကမလေးရလဲသမင်းရောဝင်အောင်စားပြတယ်နော်သမင်းနေဟင်းနေတပုံးချက်ထားတယ်သူတို့ခေါ်ကြွတော့သမင်းတော့ခဲခဲဒီဟိုမင်းလည်းညနေသွားမယ်ဆိုမှလေဟိုကြိုတင်စီစဉ်စရာရှိရတယ်စီစဉ်အောင်ပါမင်းဟိုတက်ဆံဘလုံးလုံးတော်ရေးကြည့်တာ哇，都不在去了，快来拿米。你要来他们家啥人对的？我说过年面我摘上安了去。အခုလည်းညီလောက်တာနဲ့ကြုံမစားခဲ့ရပါဘူးအေးကျုပ်ကိုဝယ်စုပေးပေးတော့မဖြစ်ညီကကျုပ်တို့နဲ့ပွဲမလိုက်ဘူးဆိုတော့ညီမင်းနဲ့ပဲသွားကြတယ်ဟာငါပဲတော့နေလို့ဟုတ်ပါရဲ့ညာကြီးမင်းဆိုတော့ဘယ်နေရာသွားလဲလို့ငါသိချင်လို့မိတာပါငါလည်းပွဲသွားမှာပေါ့ဟုတ်လားအဲ့ဝယ်ငါလည်းကြည့်ချင်လိုက်တာဟဲ့နော်စကားပြောနော်အဲ့စကားနေမင်းရှိမှပြောမိစင်အဲ့ပါငါဝယ်စုရတယ်ဆိုမပြောဘူးစိတ်ချသမီးဖေဟောရင်အဖေကလေဟိုမှာရန်ကုန်လူပို့ပို့ဆိုဟိုဘက်ရွာကိုလူသွားရှာတယ်တော့ထားရဲ့ဟိုဘယ်တော့ပြန်လာမှာလဲမသိဘူးလေတော့ဒါဘလို့ဖြစ်လာလဲဘာဖြစ်လာလဲပြောအိမ်ကသားပေါ်သမီးရဲ့ဆိုင်ကလည်းမစီတတ်ပဲနဲ့သူများဆိုင်ကိုငါစီအဲ့ဒါလူကိုတိုက်ပလိုက်တယ်ဟုတ်တော့သိပြီလားသိပြီလားဘာဖြစ်သွားလဲအဲ့ဒီဘာဖြစ်သွားလဲမသိဘူးဟောသမီးရဲ့အယိုးအက်သွားတယ်ဆိုလားအယိုးကျိုးသွားတယ်ဆိုလားအဲ့ဒါရောရမယ်တဲ့လူကိုလည်းရောရမယ်ဆိုင်ကိုလည်းရောရမယ်သိချင်တာပါပဲသမီးအတော့အိမ်ရောက်ပြီးတော့ရောတော့ရောလောက်မှမဟုတ်တိတ်ဒုက္ခပေးတဲ့သားသမီးရှင်းညပါလေအဖေမှလည်းအဲ့လောက်ပတ်စံတော့ဘလို့လို့ရှိနေတော့ထားရဲ့ဟမ်ဟုတ်ဦးလေးအဖေဟိုဘက်ရွာသွားတယ်ဘာလို့မလို့အမေနေကောင်းပါပြီငါရန်ကုန်ပြန်မလို့ဘာမှမလဲဝင်ပေးတာမှန်တော့ရှိမှမထင်ပါဘူးအဖေလည်းသွားမှာပဲဥစားဒေါတာဘာဖြစ်လဲအမလေးသူ့သားမှာစိုက်ကဲသူများစိုက်ကဲကိုမစီးရစီးတယ်ယူစီးပြီးတော့တိုက်လာတော့လူကိုလည်းရောမယ်စိုက်ကဲရောမယ်ရောစမ်းမရှိဆိုပြီးဒါငိုပြီးတော့အဖေကိုလာပြီးတော့အကူကြီးတောင်းနေတာတိုက်လိုက်လေတဲ့လူဝင်တိုက်တယ်တီသွားလာတေးတော့မသေးဘူးဒါပေမဲ့အဲ့လူကပေါင်ကျိုးသွားတယ်လို့ပြောတယ်အဲ့လူကိုလည်းရောရမယ်တဲ့ဆိုင်ကယ်ဘိုးလည်းရောရမယ်တဲ့အဲ့နေပြီးတော့ဦးထွန်းတို့အိမ်မှာငိုနေတာငါတွေ့ခဲ့တယ်ခုနကတော့ဖုန်းတိုင်ကြတယ်ဘုသူစီကဖုန်းတော့မင်းသားတော်မောင်စီကဖုန်းဟဲ့သားလေးစီကဖုန်းဟုတ်ပါချီကျမဘာလို့မခေါ်ရတာတော့မင်းရေချိုးနေတာအောက်မလို့ငါရေချိုးကနဲ့ဝင်နေတယ်လို့ပြောလိုက်တယ်ဟေးရှင်းရလေလေပင်လျက်ချလာတဲ့ဖုန်းကိုကျမကိုနည်းနည်းပါးပါးလာကြည့်ပါအောင်လားချိုးပြီးပြီလားမပြီးသေးဘူးလားဆိုတော့သားလေးနဲ့တော့စကားမပြောလိုက်အောင်သားလေးကဗါတဲ့လေအဖေနဲ့အမေကိုလွမ်းနေတယ်လားမိဘကိုလွမ်းလို့ဆက်တာမဟုတ်ဘူးဟေးငွေလို့ငွေပို့ပေးပါဦးနဲ့ငွေလို့အဲ့ဆိုအများဆုံးပို့ပေးရမှာပေါ့သားလေးဒုက္ခရောက်နေလိမ့်မယ်အများဆုံးပို့တာလုပ်စမ်းပါတမသူများတွေလေစင်ကာပူနိုင်ငံမျိုးတစ်နှစ်သွားအလုပ်လုပ်အိမ်ကိုလုံးနဲ့ခွဲနဲ့ငွေပို့နိုင်ပြီမင်းသားဒီနေ့တည်း3နှစ်ရှိပြီမိဘပြန်ပြီးတော့ပို့နေရတော့ထောက်ပံ့နေရတော့ရှင်ကလေသားလေးငွေတောင်းဖို့လုပ်တိုင်းရှင်ဒီစကားမျိုးတွေပဲထက်ကတည်းကလည်းပြောနေတော့တာပဲကိုမွေးထားတဲ့သားသမီးရှင်ပို့ပေးရမှာပေါ့သူလို့တောင်းတာပို့ပေးရမှာပေါ့ရှင်ပို့ပေးသားမှာဘာစကားမှမပြောနဲ့တော့ပြောဟေးဘာမှကိုမပြောတော့ဘူးမပြောနဲ့တော့မပြောတော့ဘူးမပြောနဲ့ဆိုလို့နေတော့အေးခိုင်ဝိတ္တချော်လာယူပါလို့ဟာဘိုးရှော်မယ်ဆိုအေးဟုတ်တယ်နင်ကလည်းပြောမှပဲတက်လာတော့တာပဲနည်းနည်းပါးပါအခန်းထဲမှာလာကြည့်ပါအောင်လားဝိချင်းကအဝိတ္တကိုပြေးလို့ရှော်ပေးအောင်ဟဲ့နေအောင်အဝိမလျှော်ခင်အခန်းတန့်ရှင်းကိုအရင်လှုပ်လိုက်အောင်ကြားလားအနေမောင်လေးဒီမှာဆိုင်ကယ်ကိုမစီးတဲ့စီးတဲ့နဲ့ယူစီးရလူဝင်တိုက်လိုက်တယ်တေးတော့မသေးဘူးဒါပေမဲ့အဲ့လူကပေါင်ကျိုးသွားတယ်လို့ပြောတယ်အဲ့လူလည်းရောရမယ်တဲ့ဆိုင်ကယ်ဘိုးလည်းရောရမယ်တဲ့အဲ့နေပြီးတော့ဦးထွန်းတို့အိမ်မှာငိုတာငါတွေ့ခဲ့တယ်ဦးမေစောတော့ဝေးတာကဲဘာရေးကြီးဖြစ်ပြောဒီလောက်အဝေးကိုလိုက်လာရလာအောင်ကိုတဒနာဖြစ်လို့လိုက်လာတာဟုတ်ကဲ့ဆိုအောင်ခမရအာမခံပေးတဲ့အေးခိုင်ဟုတ်ကဲ့အခုပတ်စံခေါ်ပြေလို့ဟာဟုတ်ပါမလားဦးရဲ့ဟုတ်သူတို့တွေကဆင်းရဲမယ်အဲ့လိုကျင့်စာရီတော့မျိုးမရှိပါဘူးအဲ့အကျင့်စာရိတ္တတွေရှိလားမရှိလားတော့ဦးမသိဘူး
အခုပိုက်ဆံကလူကပြောက်သွားပြီအဲ့ကိုထွန်းအေးခိုင်အိမ်ကိုကျုပ်ကိုလိုက်ပြတေးကြအောင်မေးချင်ဟုတ်ကောဟုတ်တယ်တေးကြလားကျုပ်တို့တော့ရတယ်အဲ့ဒီအချိန်မျိုးမရှိကြပါဘူးညီမကိုထွန်းခမရပဲအဲ့လိုအာမခံခဲ့တာလေအခုဖြစ်ပြီကဲအေးခိုင်လိုက်ပြပါဗျာကျမသမီးဟာဒီကိုထွန်းခေါ်သွားပြီတဲ့တခါမှပြန်မလာပါဘူးဘယ်ကြောက်လဲတို့နဲ့ဖုန်းတာတော့ခင်ဗျားတို့စားဖို့နေအဆင်မပြေဘူးဆိုလို့ကျုပ်ကနေကြားကနေကူညီတာလေစိတ်ချနေကျုပ်ကပို့ပေးတာလေကိုထွန်းဒီကိစ္စခင်ဗျားရှင်းမှဖြစ်မှာနော်ခင်ဗျားစကလေးကဒီမိန်းကလေးကိုခင်ဗျားတာဝန်ယူထားတာအဲ့တော့ခင်ဗျားရှင်းဒီကိစ္စခင်ဗျားရှင်းတော့你这边嘛？ကျမသားလေးပြဿနာတော့ဖြေရှင်းလို့မဖြစ်ဘူးခုတကူကတတ်ပေါ်လာတယ်ကျမဘယ်လိုလုပ်လဲကိုတို့ရကိုထုံးလည်းကျမအကြောင်းသိတာနဲ့မသိဘူးရှင်ကျမမပြောတတ်တော့ရှင်တို့ချာတွေ့အောင်ကြာပြီးတိုက်တယ်လို့လားလို့တော့ခင်ဗျားတို့ပြောလို့မရဘူးလေဟာဒီလိုမလုပ်ကြနဲ့လေကိုထွန်းရခင်ဗျားဒီလိုပြီးဆိုလည်းပြောဘယ်ဖြစ်မလို့ဗျဟမ်ခင်ဗျားအာမခံတဲ့ကိစ္စကိုတော့ခင်ဗျားရန်ကုန်ခင်ဗျားကိုယ်တိုင်လိုက်ပြီးတော့ကျွန်တော်မိမကျင်တတ်တယ်ခင်ဗျားဖြေရှင်းမိမနဲ့သွေးတွေတိုးနေပြီကိုဟုတ်ကဲ့ဗျာကျွန်တော်တောင်းယူထားကျွန်တော်ပြင်ရှင်းပေးရအောင်ခင်ဗျားတို့လေဗျာအဲ့ဒါကြောင့်ကျုပ်စိတ်ကြရတယ်လူပဲကျုပ်ခေါ်နေတယ်ဆိုတာအခုကျုပ်ကကြားနေကျုပ်ကပြင်ပြီသွားမယ်ခင်ဗျားတမီးကိုတွေ့အောင်ရှာတာကဲသွားပါအေးခံအောင်ခေါ်သွားတော့ကဒေါ်မှုကိုယ်ဖုန်းကြောင်းကတေချာရွေးပြီးဒါတင်းင်းကနေငါနဲ့ကြိုက်တယ်ဆိုရွေးခေါ်သွားတာပဲအဲ့ဒါဘေးတင်ဆရာပြောတာလေမပြောတာမှမဟုတ်တာကိုထွန်းရဲ့ကျွန်တော်ကလေဒေါ်မှုကိုယ်ရွေးပြီးခေါ်သွားတာလို့ပြောချင်တာပါအဲ့လိုပြောလို့မရဘူးလေအေးခိုင်ရဲ့အကျင့်စရိတ်နဲ့ပတ်သက်ပြီးတော့ရှင်ကတာဝန်ယူထားတာအခုကျမတို့အိမ်ကနေခိုးသွားတဲ့ပတ်စံတွေကိစ္စကိုရှင်းမလို့ရှင်းပေးမလဲအဲ့ဒါကိုပြောပါမမို့ပတ်စံကိစ္စကြီးပဲထပ်တလေးလေးပြောမနေနဲ့နော်ငါကိုယ်တိုင်သူတို့အိမ်ကိုရောက်ခဲ့ပြီးပြီနော်ခေါင်းမိုးမော့ကြည့်လိုက်ဟာလာဟင်းလေးဘာမှကိုမရှိရှာသူ့မိကိုယ်တိုင်ငါ့စကားကိုအကုန်လုံးပြောပြီးပြီအဆုံးစုံပြောလိုက်ပြီးပြီသူသမီးကိုတွေ့အောင်ရှာပြီးတွေ့ရင်ကြိုက်တာလုပ်တော့တဲ့ yes ကန်ဘာလုပ်ချင်တာလုပ်တော့တဲ့အဲ့ဒါသူတို့ကိစ္စပါကျမတို့လည်းမဆိုင်ပါဘူးကဲကိုထွန်းရှင်းမလို့ရှင်းပေးမလဲတာပြောစမ်းပါကဲတော်မှုဘာလို့ရှင်လဲဘာဖြစ်ချင်လဲကျမတော့ရဲစခန်းကိုတိုင်မယ်ရှင်းမလိုက်ခဲ့အဲ့ဒီရဲစခန်းကိစ္စတော့ကောင်းတယ်ဟိုရွာဒီကိစ္စတွေပြီးသွားကျွန်တော်လည်းဒီအလုပ်လုပ်စားလို့ရအောင်တော့ကောင်မလေးဘက်ကနေလည်းကောင်းပါဘူးဗျာကောင်မလေးတွေအဲ့လိုစိတ်မရှိပါဘူးဗျာကျွန်တော်တော့ရိုးပါလေကျွန်တော်အထင်သူ့မောင်လေးကဟိုဗာလဲမော်တော်ဆိုင်ကတိုက်တဲ့ကိစ္စဆိုတော့အဲ့ဒါပတ်စံတအားလုံးမိရထင်ပါလေဗျာကျွန်တော်တော့ရိုးပါလေအဲ့ဒါတွေကိုကျွန်မဘာမှမသိဘူးကိုထွန်းဘာမှမသိဘူးဟာလာပြန်ပြီအဖေအဲ့ဆိုဘသူ့ကိုစားထိုးပြီးထဲ့မှာတော့ဒုက္ခပဲဒီကစားထိုးရလူကအဲ့ဒီအေးခိုင်နဲ့ပို့ဆိုရင်လေဖေစိတ်ညစ်နေအောင်မဖေဒုက္ခရောက်နေအောင်ပဲစိတ်ပြပါလေဒီအေးခိုင်လို့မမျိုးလို့လောက်တယ်ဒီရွာလေးနာမည်ပြအဖေလည်းနာမည်ပြလူသွားရှာမယ်လောဆိုတော့ဒီရွာဘူးမခေါ်လို့ရမှာပြောတယ်အဲ့ဆိုလို့ရှုပ်ပါတယ်ဖေဟာအဲ့လူကိစ္စကိုသူ့တို့ရှာပြီးစီတော့ဗောသူတို့တောင်းဝင်လဲပေါ့ဖေဟာဟုတ်တမီးရလေဒါအဖေတောင်းယူထားတဲ့ကိစ္စအဖေပဲရှင်းပြရဟိုအေးခံမတွေ့ဘူးဆိုဖေပဲလုပ်ပြရသူတလားလောက်တာကိုစဉ်းစားတယ်အခုမရတဲ့အဆုံးအကြံကုန်ကလုံးစားချက်တမီးပဲကူညီတော့မှာရှင်တမီးအိမ်ပေါ်သွားလို့ရမယ်အိမ်ကတော့မဟုတ်ဘူးတမီးရအေးခိုင်မရခင်ခဏအစားထိုးပေါ့အဖေလည်းတယောက်တော့တွေ့အောင်ရှာမယ်ပြီနောက်တစ်ခုကသမီးလဲဟိုသမီးကစာရေးရဝါနာပါဟုတ်လားအဲ့တော့အဲ့ဒီအင်ရလူတန်းစားတွေအကြောင်းကိုသမီးစာရေးလို့ရတော့ကုန်ရမ်းရတော့သမီးကုန်ရမ်းရတာမရတာရင်းမကြည့်ပါဘူးဖေသမီးအဲ့အိမ်မှာသွားနေပေးလိုက်လို့အဖြစ်ပြဿနာတစ်ခုပြေလည်သွားမယ်ဆိုရင်လည်းသမီးသွားနေပေးပါမယ်ကျမကလေအလောက်ကတစ်ဖက်အိမ်ရဲ့ချေးပြိုးရတစ်ဖက်နဲ့ရှုပ်ချက်ကိုခန့်နေတာကဲဘယ်မှာတော့လူရရလားဒီကဦးလေးဆိုလို့ပြောလိုက်ဒီရဲ့ညက်တွင်းကရှာဖို့ဆိုတော့တော်တော်ဖြစ်တယ်အဲ့ဒါကျမဘယ်လိုလုပ်ရမှာတော့ဒီမှာကျွန်တော်သမီးကိုမနေ့ပြောပြီးခေါ်တယ်အော်ဒါရှင်းသမီးလားဟုတ်ပါတယ်အော်ရှင်းသမီးကိုကျမတို့အိမ်မှာထားမယ်ပေါ့ရှင်းအမခံနေနော်ဩတော်မို့ဒါကျွန်တော်သမီးပါဗျာကျွန်တော်အာမခံထားတဲ့မိန်းကလေးတွေကဒုက္ခပြင်းတယ်ကျွန်တော်မနေ့ကသမီးပြောပြီးခေါ်လာတာမင်းရတယ်စကားကိုစင်နေပြောစမ်းပါကွာကိုထွန်းတော့တာဖာအာနာကြတယ်ရှင်းဝင်မပါစမ်းပါနဲ့ကျမတို့တော့ပြောထားတာတော့ဖြစ်သွားတာရှင်သိတယ်မလားမြင်တယ်မလားအစတည်းကမေးထားမယ်ပြောထားမယ်အေးမင်းဒီလောက်တော့ပြောတတ်ရင်လေပြောတော့ပြောရမယ်ပြောရမှာပဲကဲကိုထွန်းရှင်းသမီးကိုကျမပတ်စံထပ်ပေးရမှာလားအေးခိုင်ကြိုတင်ယူထားတဲ့လစာငွေတွေနဲ့နှိမ်လိုက်ရမှာကျမအဖေကိစ္စအဆင်ပြေပြီးရောဆိုပြီးလိုက်လာတာပါ
ငွေကြီးကရေးမကြည့်ပါဘူးကျမကိုခိုင်းစားစီအကုန်ခိုင်းပါကျမအေးခိုင်လို့ပဲအကုန်လုပ်ပေးပါမယ်ပြီးရောတော့ကျွန်တော်သမီးကိုခိုင်းနေမှာကျွန်တော်သမီးကိုခိုင်းပြီဆိုရင်ကိုသားသမီးကိုချင်းစားပြီးခိုင်းပြီဆိုတော့ဗျာကျွန်တော်သမီးသိပါပြီရှင်တို့ဒါပဲမလားကျမနောက်ဝေးမှာလှုပ်ရှားတွေသွားစရာတွေအများကြီးပဲရှိသေးတယ်သူမသိတာမတတ်တာတွေလည်းသင်ပေးရအောင်ပါကိုတို့ရဲ့2 ရက် 3 ရက်ဆောင်တော့အလုပ်ကပုံနေတယ်နော်ကိုတို့ဖေးပြန်တော့လေသမီးဖေးနဲ့တခါလေးပြန်လိုက်ခဲ့ဒီနေရာမှာအဖေတယောက်ယောက်ကိုရှာပြီးတော့ထိုးထည့်ပြီးလိုက်ဒီမိမကြီးချင်းအသေးခိုင်းမှာချင်းချောက်တာကြီးတုံးနေဆိုလားမဟုတ်ဘူးအဖေလူလုံးပါလေအကုန်လုံးပြောဆိုပြီးနေပြီဖေရဲ့အဖေပြန်မှန်းပါတယ်ဖေသမီးကုန်လုံးလုံနိုင်ပါတယ်ဖေနော်သမီးကုန်လုံနိုင်တယ်ဖေဘာမှမဟုတ်ဘူးသမီးအိမ်မှာလည်းဒီလုပ်တွေအကုန်လုံးလုံနေတာပဲဩသမီးလေးရဲ့အိမ်မှာလုပ်တာနဲ့မတူဘူးလေအိမ်မှာလုပ်တယ်ဆိုတာကို့အဖေအတွက်လုပ်တာကို့အတွက်လုပ်တာအခုကတစင်းဒီသမီးလေးကိုစိတ်မချဘူးသမီးစိတ်ချပါဖေရဲ့သမီးကအဖေကိုပဲစိတ်မချတာအိမ်မှာအဖေကိုလောက်ကပေးမယ်လို့ဘယ်သူမှရှိတာမဟုတ်ဘူးအဖေစားရခူးဆိုင်တော့အဖေကျမရုပ်ခူးဆိုင်အဖေစားတော့တာလည်းခူးဆိုင်တော့အဖေဒီချိန်ကပူလဲဖေရဲ့ဟိုရွာလေးကိုလေအဖေလျှောက်သွားပြီးပြန်လာတယ်ချက်ချင်းရင်မရှိနဲ့တော့ဖေနော်ရေတစ်ခွက်တော့မှရေကျုံတော့ဖေနော်ဖတ်မနာလည်းဖေကိုစိတ်ချပါလို့ဆိုပဲဖေရလားဟုတ်ကဲ့နော်ကိုတုံးကြီးလို့သူများအိမ်ပေါ်ဖြစ်နေထားခဲ့ဖေးစိတ်ထဲမှာသူ့ကောင်းနေငါ့ကိုကွာနဲ့ဒီအိမ်ပေါ်ဖြစ်နေကိုနေဒီတူရဘာကြောင့်ဝဲအဲ့ဒီဟိုဖေရလည်းသူ့စိတ်ချပါဆိုဖေရလည်းဖေဘာဖြစ်လာလဲဖေอีกတွေ့အောင်ရှာပြီးတော့ဒီအောင်ရပြီပေါ့ဒီမှာခလာလေးအောက်ပြီးပြီဟာဖေကိစ္စအရေးကြီးလို့ရှိရင်ဖေအော်ပရေတာညမနေသမီးရှိကိုပုံစံတော့သမီးနဲ့ဖေရှိအော်ပရေတာရုံးကနေပုံစံမယ်ဟုတ်ပြီနော်အဲ့လိုထိကြောက်ပါမတွေ့အောင်ညီလန်းကိုရှာဒီမိမတော့ပြတ်တော့ဖြစ်တာအေးခိုင်နေနေတော့ဘယ်သမီးမလဲမမေးနဲ့နော်ဟဲ့အေးဖေပြန်သွားပြီလားဒီတော့မရဘူးမခိုင်မအလုပ်တွေတော့ညီကိုစောင့်နေတယ်ချက်ချင်းလာခဲ့နှခါမပြောဘူးဒီဘူးလိုက်တာမတင်ဆိုင်ရဲ့ထီးလေးပါနေယူလာပေါ့နေပူတာလည်းမသိတော့ပါဘူးမမြင်ရဲ့ကျမလေးအခုလူဖို့ကိုလိုက်ခေါ်တာတရားမှအဆင်မပြေဘူးအရင်တော့ဆိုကျမစကားတခွန်းပဲအခုတော့လူတွေကဘယ်လိုတွေဖြစ်ကုန်မှန်းလည်းမသိပါဘူးမောင်နှောင်းကြတော့အဆင်ပြေနေပါလားဒင်းကြောင်မို့ဒင်းကြောင်ခုလိုဖြစ်တာသူကစကားကိုကြီးကြီးပြောတတ်တယ်လေကျမအဲ့လိုမှမပြောတတ်တာအဲ့တော့ကျမစကားကိုဘယ်သူမှနားမဝင်တော့ဖြစ်ကုန်တာပေါ့ဟာပြောရေးဆိုနေဒင်းလာပါပြီတော့မှလာပါပြီကိုတွေ့ရသေးတာချင်းစီးပွားရှာကြနှင်းနဲ့တတရှိမှာပေါ့အခုတော့မဟုတ်ပါဘူးတော့တစ်ဖက်လူကိုအထင်သေးအောင်နှိမ့်ချပြီးပြောကိုကြတော့အမောနေတင်းအဲ့ဒီနီးတွေတုံးလာတော့မကောင်းပါဘူးဒီလိုနီးနဲ့ရလာတဲ့ထမင်းလို့ကိုကျမကတော့မျိုးတော့မကြပါဘူးတော့စားလို့ဝင်တဲ့လူကြတော့လေဘယ်လိုစိတ်တွေနဲ့များစားနေကြလဲမသိအမ်းပါရဲ့အခုလက်တွေ့လေနော်စာရေးဆရာမဖြစ်ချင်တဲ့သူ့ရဲ့သမီးအိမ်ပေါ်ဖြစ်ပြီလက်တွေ့တော့လက်တွေ့သူ့ရဲ့စေတနာသူ့အကျိုးပေးတာပဲတော့နော်နင်းပြောနေတာတွေကိုငါမကြားကြအောင်ဆောင်ထွက်သွားမလို့ပဲအဲ့လိုမကြားကြအောင်ဆောင်ပြီးထွက်သွားရင်နင်းပြောတာတွေမှန်နေလို့ငါအကောင်းဆုံးခံသွားတယ်ဖြစ်အောင်မယ်ပြီးတော့နင်းမှားနေတာနင်းမသိပါလားဆိုးအခုနင်းရှိငါလာရက်တာမိမတယောက်နဲ့ရှင်ပြီးရံဖြစ်ဖို့မဟုတ်ဘူးနင်းလောက်ရဒီမှားနေတာနင်းပြောတာမှားနေတာငါစီအနန်းနဲ့ပြင်ပြီး
မာလေးမှာစကားပုံရှိတယ်ဟဲ့သူများမနာလို့ရင်ကိုအကျိုးမရှိဘူးအဲ့ဒီစကားကိုနင်မကြားဘူးဆိုရင်တေချာစားရင်းနဲ့ရေးပြီးကိုအိမ်မြင်တာထင်တာရှိတဲ့နေရာမှာကတ်ဒီစားရဲ့အထည်ပဲတေချာစဉ်းစားဖို့လိုလိမ့်မယ်အခုငါသမီးကိုငါဘာကြောင့်မြို့ကိုသွားပို့ရတယ်ဆိုတော့တရွာလုံးသိတယ်ငါနဲ့သမီးလေးနှစ်ယောက်တည်းရှိတာအခုသမီးလေးကိုမြို့မှာထားခဲ့ပြီးပြန်လာတဲ့ဖေကြီးတယောက်ရဲ့စိတ်ထဲမှာအခုဘယ်လိုတွေခံစားနေရမလဲဘယ်လိုတွေစိတ်ဒုက္ခဖြစ်နေလဲဆိုညီမိဘကြီးကိုချင်းစာကိုကောင်းတယ်ပါသမီးချင်းလည်းညားတာပြောဖို့ကောင်းတယ်မှန်တာပြောတော့လူတွေနားတယ်မေအပြန်လာပြီ သူနဲ့တွေ့ကြလို့လဲ ခမင်းကဘာလုပ်လဲ ကျမမက်ခိုင်မှာ အဲ့နာမည်မင်းနေမဟုတ်ပါဘူးခမင်းကဘာလုပ်လဲဒီမှာဘာလုပ်နေလဲအဲ့မင်းနေ နေပါဦးရှင်ရောဘာလုပ်လဲဒီရင်ကိုဘာလာလောက်တာလဲဘယ်သူနဲ့တွေ့ကြလို့အဲ့ဒါကိုလေအရှင်ပြောဦးလေ ဒီအိမ်ကဦးမင်းစောဒမိုးမိုးအိမ်ဟုတ်လား ဟုတ်တယ် ကျွန်တော်ဖေနဲ့မေးတယ် ဟမ်ရှင်ကစိုးစီအဲ့လိုမပြော ကျွန်တော်အရင်ထွက်သွားတော့ခင်ဗျားမရှိသေးဘူးလေခင်ဗျားကမသိဘူးအားကြောင့်နေဟုတ်တယ်ကျမလှုပ်လာလို့တာသိမကြသေးဘူးရောက်တာ ဟောကျွန်တော်ထင်တယ်ကျွန်တော်ဖေနဲ့မေကတော့ဒီအိမ်ကြီးကိုရောင်းသွားပါဘူးအဲ့ဒါကြောင့်တကားဖုန်းမင်းဘူး ဟုတ်ကဲ့ဟောအန်ဒီတော့ပြန်လာပြီဟုတ်တာပြန်လာမယ်ဆိုအမေတို့ဒီဖုန်းလေးပါလဲဆက်ပါလားပြုံးစားကြီးမင်းရပါတယ်မေဟာဒါအမေတို့ပြမဆိုလို့နော်တက်စီပေါ်ပါတယ်ငါရပေးလိုက်အင်းရောက်တယ် မင်းဟာလေအဲ့လိုကိုထင်ရကိုလှုပ်လာတာကိုမင်းကမကြိုက်တာ ဒီမှာသူကသူပြုံးစားပဲပြန်လာဘယ်လိုပဲပြန်လာနော်ပြန်လာဖို့အရေးကြီးတယ်ဒီကောင်ဟိုမှာသာဆက်နေလေငါတို့ရှိလိမ့်များစီးစိမ်နဲ့အကုန်ပြုတ်မှာမရမင်းပြန်လာတာအများကြီးကျေးဇူးတင်ဟာရတယ်ဖေအစ်စေပါဗျာတားပါချင်းပဲဗျာကျေးဇူးတင်မလို့အစ်စေရတယ် ဖေဘလို့စကားပြောနော်ဘုံရည်တယ် နောက်တာဗျာလေနော်ဖေကအင်ကြီးဝယ်လာတယ် US မိန်တော့ဖေ sport set ရှင်းမိတက်ကပါတိတ်1 set ဒီမှာမင်းအဲ့ဒီအင်ကြီးတစ်ထည်နဲ့ဒီပိတ်စတစ်စဝယ်ဖို့အတွက်ဟိုမှာ3လင်းနဲ့တွားနေကြမလို့ဟဲ့ဈေးထဲမှာပုံနော် ရှင်ကလေတားလေးကအမှတ်တရနဲ့ဝင်လာတဲ့ဟာကိုရှင်ကအပြစ်ပဲပြောနေနေတာကိုအပြစ်မပြောသားမှနဲ့ရှင် အေးမပြောနဲ့ဆိုလည်းမပြောဘူးကွာ သားလေးခီးပန်းလာတဲ့တူတယ်ငါတာမျက်နှာလေးကိုကြားလို့ဟဲ့ညကဘာရက်ကြည့်နေရလဲပစ္စည်းတွေအသေးလေးပြစ်တာသေးလေးအောင်မဟာတာလား အေးအဲ့လိုမရဘူးသမီးရေခိုင်းရတယ်ဆိုရင်သမီးအခန်းထဲဝင်ကြည့်သမီးကလုံးလုံးအိပ်ပျော်ပြီးဆိုမှဖះရှိခိုးပြီးဖះအိပ်လို့ရတာအခုဖះရှိခိုးလို့လည်းမရဘူးအာယုံမမိဘူးသမီးကိုပဲတတိယလူသားသမီးတွေနဲ့လူခွဲရတယ်မိပါဗျာဒီလိုညမျိုးမှာငါလိုပဲဖြစ်နေကြမှာဟေးဘယ်လိုမှမတတ်နိုင်ဘူးသမီးရဲ့ဖေသမီးကိုဆူတောင်းပေးဖို့ပဲရှိတယ်ငါသမီးလေးသူများအိမ်မှာသွားနေတာအဆင်ပြေပါစေကိုမင်းစောတို့ဒေါ်မိုးမိုးတို့ကိုမင်းစောကြီးကစိတ်ကောင်းရှိတယ်အရေးကြီးတယ်ဒေါ်မိုးမိုးဒီအမျိုးသမီးကြီးဟာသမီးအပေါ်မှာမိခင်စိတ်ထားနိုင်ပါစေသူ့သမီးလိုစိတ်မျိုးမွေးနေပါစေဆုတောင်းပေးရမှာသမီးရဲ့ဒုက္ခမဖြစ်ပါဘူးသမီးရဲ့အဖေအတွက်အဖေအစဉ်ပြေအောင်သမီးဒီလုပ်ကိုလုပ်ပြီးသမီးကဘယ်တော့မှမိဆင်းရမှာသမီးကအဖေကိုနားလေပြီးသမီးဒုက္ခမဖြစ်ပါဘူးသမီးလေးစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းပြည့်စုံပါစေကောင်းမှန်းပြင်ရလား ဟုတ်တယ်လေအန်ဒီလိုနိုးလာရင်တခါလဲစားလို့ရမှာ ဘာကူလို့ပြရမလဲ ရပါလေ ဟုတ်လိုအပ်တာရှင်ကျွန်တော်ခိုင်းတော့ကျွန်တော်အားမလား ရှင်ကျမဒီရဲ့လူကြီးခိုင်းတဲ့လူကိုလုပ်ဖို့လားနေတာပါအိမ်ပန်ရှင်သားကိုပြန်ခိုင်းလို့လုပ်ဖြစ်မှာ ဖြစ်တယ်ဘာဖြစ်လဲဆိုတော့ရှင်တို့ကကျွန်တော်ကိုထိန်းနေဒီအလုပ်တွေကိုလုပ်တဲ့ဒေါ်ဖောင်းဟင်းဆိုတာရှိတယ်
သူလုံးလုံးကျွန်တော်အများကြီးသူ့ကိုကုလို့ပေးနေကြသူ့ကျွန်တော်ချစ်တယ်လေနော်မလို့ဒီလိုသူ့ကျွန်တော်အရန်ချစ်လို့သူလုံးလုံးကျွန်တော်အများကြီးကုလို့ပေးတာအခုလည်းမခိုင်လို့ကျွန်တော်ကုလို့ပေးချင်တယ်ရပါတယ်ဒီလိုကြတယ်မနေလို့နဲ့လုပ်တယ်လားခဖီတော့တော့မှာတာစောစောစီနိုးနေပါလားဟုတ်တော့ပါဦးမေမေတို့ဆောင်နေတာမခိုင်လို့ကျွန်တော်ပြောတယ်စောစောစီပြောစကားတွေများပြောနေရဟောလေမုတ်ကထားပဲလားလို့အမေးနေတာညရောကော်ဖီဝိုင်းကိုပြင်းနေတာမပြီးသေးဘူးလားဟုတ်ကဲ့ပြီးပါပြန်ဒီကော်ဖီဖြောလို့ပြီးပါပြီမဟုတ်တစ်မျိုးမျိုးထပ်ထည့်ဖို့လိုသေးလို့အဲ့ဒါညီရဲ့ထားနောက်ကြတာကိုနောက်နေ့ကျရင်ငါတို့နိုးတာနဲ့ကော်ဖီဝိုင်းကအစင်နဲ့ဖြစ်နေရမယ်ညီစောစောထားကြားလားတာမင်းစားကျင်တာကိုမမေကိုပြောမမေလောက်ပေးမယ်ဘာမှစကားမရှိစကားရှာပြီးပြောနေစရာမလိုဘူးမမေမကြိုက်ဘူးဟုတ်ကဲ့မေထိုင်တာဟမ်ဘာဖြစ်နေရမဖြစ်ဘူးဘာမဟုတ်လာဘူးလေလို့အိမ်မော်ရဲ့ရှင်အိမ်လို့လည်းပေါ့အိမ်မော်ဆက်စကားယူလို့ပြောတော့မှာဘာဖြစ်လဲအိမ်မော်ပဲဥစားကျွန်တော်တော့ကိုတို့ခမီးစားမလားပြင်လိုက်တော့မယ်စားသေးဘူးကျွန်တော်ညွှန်သွားရင်လည်းအခိုင်ပြလက်ဆောင်တွေဝဲတာဘာလဲနောက်ကန်ဆိုင်ဆရာမကြီးဆိုတော့ဆိုင်ရုပ်ပစ္စည်းတွေပေါ့ဟုတ်လားအဲ့တော့စောင်းကြအများကြီးပဲဟိုယူနီကာလာတောင်တီးထဲမှာကြော်ညာစားအောင်လားအဲ့ဆောသားတယ်လည်းချုံးတာပဲတော့အဲ့ကားလေးကောင်းပါလေမပါသေးရဲ့မောဟာဘောဗန်နဲ့ဒီလိုတီးမှာကြော်ညာရလေအေးဟုတ်တယ်ဟိုတီဗီထဲမှာတွေ့ကြရလေဟိုကြော်ညာတွေ့ကြရရေးကြည့်နေတာကျင်းစက်တယ်နော်ကိုတို့ဒီဒီရတော့အန်တီတို့ကိုရှင်းနေတယ်တော့ဘာမှမสู้ပါဘူးရှူပါအန်တီကိုကြောက်တယ်တော့ဒီတော့ဒီတော့အဲ့ခဲတော့ထင်တယ်ဘူးမှမမြင်ပါဘူးကွာဒီကကြောက်ဟိုအန်တီကိုကြောက်တယ်ဒီတော့ကျွန်တော်မိုင်းနေတော့တော့အေးဟိုကောင်းပါလေဒီဆိုတော့ဒီမှာကောက်ကတော့တာတာနော်ဟုတ်ငါတော့ခိုင်နမ်းမလို့ကျကိုသမီးနဲ့ကိုစကားပြောဘုံမင်းမကြီးဝင်ရှုပ်ပြီးတော့တို့လည်းမပြောဘူးဟုတ်တော့အဲ့တော့အရင်ဦးဆုံးသိချင်တာနေကောက်မှာဒီလေကောက်ပါလေဖေနေရထိုင်အဆင်ပြေရှိပါရဲ့ဆိုတော့ဖေသူတွေတားများခိုင်းနေတာငါသမီးခိုင်းတော့ဘောဖေခိုင်းမှုခုနကဥစ္စာဖေလားဒါမဲ့ဖေဒီစိတ်ကူပါနဲ့ဒီတော့နိုင်နိုင်ခင်ဗျာပြို့ဝဲစိတ်ကူပါဖေဒီစားတာအဆင်ပြေလားဖေဟိုအေးကလားတို့တို့လားတော့ပြန်လို့အေးရဟိုတနည်းကတော့မထားသူ့အမေတော့သူ့မိကြီးတွေဟိုဘက်ရွာမှာစုံလန်းရတယ်ဆိုတာအဲ့တော့တွားလေရဲ့တင်းတော့အသေးချာတိကျမပြရဘူးသာသမီးကပြန်နေပြီလားပြန်မပြန်နေတော့ဖေဒါမဲ့လည်းဘယ်တော့နိုင်မလဲအေးခံမကြည့်တော့လဲသမီးနေရမှာပေါ့သမီးကဖေကိုပဲသတိရနာဖေပြောတာစိတ်ချောင်းဒါဟိုကိုမြင့်စော်တာနိုင်ငံခြားမှာဆိုဘယ်လိုပြန်ရောက်မှာဟုတ်တယ်ဖေသမီးရောက်ပြီးနောက်နေ့သူပြန်လာတာသူကဒီမှာဘယ်လောက်ကြာဘယ်တော့ပြန်ဟုတ်ဖေမပြန်တော့ဘူးဟိုသူ့ဖေပြောတာကြတော့ဗာသူဟိုမှာဆက်နေနေဒီအိမ်နေပေါင်ပြီးရောင်းပြီးပေးရမယ်ဆိုတာဘာလားမသိပါဘူးဒီမှာပဲစီးပွားရေးတစ်ခုအခြေချအဲ့လိုလုပ်ပြီးတော့မလို့သမီးတော့ကြားရပါဘာလို့လဲသမီးဒီကောင်လေးရတယ်ဒီမှာရှိရဆိုသမီးတို့တူနေကြမယ်အဖေကလည်းစိတ်ကူပါနဲ့သူကသဘောကောင်းပါလေခင်ဗျာဒီသဘောကောင်းနေဆိုရင်သူ့အဖေကသူ့ကိုစီးပွားပြတ်မယ်ပါညာနဲ့ကို့သားကိုသုံးတတ်တယ်ဆိုတော့သိတော့အဟုတ်ကြီးတော့ဖြစ်မှာနေဦးပါဟာဒီခါတော့အများဆုံးတွေ့အောင်ရှာပါတမီးကိုရေးအကြောင်းရရှိရင်အောင်ရရုံဖုန်းပါဆက်နော်ဟုတ်ကဲ့ဟုတ်ကဲ့အဖေ
ခုမှစားတော့အဖေဘယ်လိုချက်လဲ ဒါပေမဲ့မေးပါလေမိဒီမှာနေရတာတတိတော့ထားတယ် ဟုတ်ကဲ့ပါ နော်ကိုဘက်ကနေဘယ်ဟာမှလွယ်ကူကူရတယ်ဖြစ်စေအဲ့ဒါမင်းကလေးတယောက်ရဲ့တောင်းဖို့ပဲနော် ဟုတ်ကဲ့ အဲ့လွယ်ကူရသွားတယ်ဆိုတော့တီးသွားရင်ခုတောင်းဖို့ကြာအဲ့အရေးကြီးတယ်နော် ဟုတ်ကဲ့ပါဟုတ်ကိုထပ်ပါခိုင်းမလား ရှိပါဦးရတယ် လောက်အားစမ်းနေတယ် ကျွန်တော်ပြောရစီတော့အမကစာရေးနေတာအနောက်ရှက်ဖြစ်မှာ ဖြစ်ပါဦးရပါ ဦးလာလာတော့မခံဖေးတာ ဟုတ်တယ် ကျွန်တော်ဝင်လာလေမခံလို့နှုံးဆက်မိဘူးအဲ့ဒါတောင်းမှန်ပါတယ် ရပါတယ် နှုံးလေကြာလူကြီးနဲ့လူငယ်ဆိုတော့ကျွန်တော်နှုတ်ဆက်မှာပေါ့ကျွန်တော်မခံလို့တားပါစကားပြောနေတာအမှရှိပြသားမှာဆိုလို့ဓမ္မခံကြောင့်တမျိုးထင်နေအောင်ပါ ထင်ပါဦးကိုထွက်ကလည်းအဖေကတော့ကိုထွတ်ကြောင်မင်းနေလို့ပြောပြလိုက်သေးတယ် ဟိုင်းမင်းလား ဟောကိုထွတ်ဘယ်တော့ပြန်ရောက်တာလဲတဲ့ဘယ်တော့ပြန်ထွက်มาလဲတဲ့အဲ့ဒါဒီမှာပဲအလုပ်လုပ်တော့မှပြောပြလိုက်တယ် ဒါပဲလား ဒါပဲလေ မခံရင်းနေဇလန်းလေးကလူလူလဲ အချစ်ဇလန်းပြပါပဲ အချစ်ဇလန်း ဟုတ်တယ်အာရုံထဲမှာချစ်နဲ့ပတ်သက်တဲ့အကြောင်းအရာပေါ်လာလို့ရေးကြည့်တယ် မခံအာရုံထဲမှာအချစ်နဲ့ပတ်သက်တဲ့အကြောင်းအရာရှိရပေါ့ ရှိတာပေါ့ ဟာဆိုမခံမှာကြီးစားရှိရပေါ့ ဘာဆိုင်လို့လဲမရှိပါဘူးစာရေးဖို့ရှိတယ်လို့ပြောတာ တော်ရပါလား ဘာဖြစ်လို့လဲ ဟာမဟုတ်မခံရင်းနေဇလန်းလေးကျွန်တော်ဟောင်းရမှာ ဇလန်းတော့မယ်တကယ်လား ဒီပေါ့ ဟာတော်တယ်တော့ကျမဒီမှာကျမရေးတဲ့ဇလန်းကိုနားထောင်မယ်လို့ရှိဘူးလို့ထင်တာကျွမ်းမှာဆိုလို့ရှိရင်တကယ်ချင်းပေါင်းတယ်ဖတ်သူလိုက်တော့ကျွေးပြီးတော့ဇလန်းကိုနားထောင်ခိုင်းရတာဟာတဲ့ တော့အဲ့လိုမခံကျွန်တော်ပြပြနေရှင်းနေ တကယ်လားအဲ့ဒါပြ ဟာသမီးလေးပါတယောက်နဲ့လားဦးမင်းစော်တို့ဒေါ်မို့တော့ပါလား ဘာလို့ဖေသမီးတယောက်တည်း အေးသမီးစိတ်မပူနေတော့သမီးဒီဟိုအိမ်မှာအကြာကြီးမနေရတော့ဘူးအေးခိုင်ကိုစုံစမ်းလို့ရတယ်လူဘယ်ရောက်မှတွေ့ပြီတဲ့အဲ့ဒါအဖေဝန်သားအားရနေသမီးစီဖုံးဆက်မလို့အော်ပရေတာရုံရောက်တော့မှဖုန်းနံပါတ်မေးလို့အိမ်ပြန်လာယူတာသမီးဘာလို့နေမကောင်းလား ဖေသမီးအိမ်ထဲဝင်ချင်တယ် ဝင်ဖို့ကိုယ်ပဲအကိုဥစား ဟိုမှာတော့အိတ်ခတ်တာလေဖေ ဟမ်တော့အိတ်ခိုင်တာအော်အေးအဲ့နေဘယ်လိုအခန်းထဲကိုတောင်းလို့သွားတာလို့ပြောဘာဖြစ်လဲဖေ ဖေသမီးဘာမှမပြောချင်ဘူး ။ဘာမပြောချင်လို့မရဘူးလေ။သမီးဘာဖြစ်လဲပြော။သမီးတစ်ခုဖြစ်နေဖေးသိတယ်ပြောဘာဖြစ်လဲ ဖေသမီးအရင်ကတည်းကသမီးဘာမှမပြောချင်တာသိပါ ။မပြောလို့မဖြစ်ဘူး။မပြောလို့ပဲဖြစ်မလဲ။သမီးပြောရမယ်။ပြောဘာဖြစ်လဲ။ပြော သမီးတောင်းမှမှာလေဖေသမီးဘာမှမမေးပါဘူးခဏနားမရ ။အေးနားလို့မရသေးဘူး။သမီးတော့ဖြစ်နေတာဖေးမသိရရင်ဖေးဒီမှာစိတ်ပူနေပြီ။တစ်ခုဖြစ်နေဖေးမသိရလို့မဖြစ်သမီးပြော။ဒီနဲ့သမီးနှစ်ယောက်တည်းရှိတာ။အဖေမပြောဘူးသွားပြောမယ်။ပြောဘာဖြစ်လဲပြောသမားကဲပြော။ဟမ်ဘာဖြစ်လဲပြောမိုးနေလို့မပြီးဘူးလေမရဘူးပြော မဟုတ်ဘူးသမီးခဏနားမရသေးပြောချင် ဘာနာအေးနာပြီးကြံထွက်လာနော်ဖေးမခိုင်ထောက်နေ ထုံးစံအတိုင်းပေါ့မြို့ပေါ်တက်ပြီးမမြင်ဘူးမတွေ့ဘူးတာလေးမြင်စိတ်ကူးလေးရင်အခုတော့ရွာတော့လေဘိုက်တစ်လုံးနဲ့ပြန်လာတဲ့အဖြစ်မျိုးတမကတော့ဖေးသွားပို့ရအဖေးရဲ့လက်ချက်ပဲဟုတ်ပါမဟုတ်ဟုတ်တယ်အပြီးကြမလားလဲ30ကလေးဦးထိုးရဲ့စကားကိုယုံတဲ့လူတွေတတိတာထားဘိုက်တစ်လုံးနဲ့ပြန်လာနေအောင်မယ်နော်ရှင်တို့သမီးတွေတတိထားဒီမှာသားသမီးချင်းကိုချင်းစားလို့ပြောပြတာဦးလေးတော့ဦးလေးတော့ဦးလေးတော့မကကြောင်နေစို့ဘာပါလဲ ဖေးမန်းနာနေ ပေးမလို့နာမှာဟုတ်ရဲ့လား ဘာလဲဒီစကားပင်မန်းလို့နားတာမဟုတ်ဘာလို့နေရရှင်လို့ မဟုတ်ဟိုကျမကြားတာနေတမျိုးဖြစ်နေလို့ ဘာကြောင့် ဟိုရွာထိတ်ကမေမုတ်ဆိုင်မှာလေမတ်တင်စာပြောတာဦးလေးတို့ရစရာမရှိဘူး
ငါဘာများလဲဒီမတ်တင်ဆန်ဘယ်တော့မှငါအကြောင်းအကောင်းပြောတာရှိလို့လေနားထောင်နေတယ် မဟုတ်ဘူးဦးလေးတို့ကြောင့်ပြောတာမဟုတ်ဘူး လူကြောင့်ပြော မခိုင်ကြောင့်ပြောတာ ဘာပြောလဲ ဟိုကလေဦးလေးတို့ကလည်းမခိုင်ကိုရန်ကုန်လှုပ်ပြီးတော့အလုပ်လုပ်ခိုင်းတော့မခိုင်ဘိုက်ကြီးပြီးပြန်လာတာတဲ့ ဘိုက်ကြီးဟဲ့ကဲသမီးကမပြောဘူးခဏနားအောင်ပဲခုရွာထဲမှာပွားထားတယ်မတ်တင်ဆန်ပါဇက်ထဲကိုဒီစကားရောက်သွားရင်တော့အဖေတို့သေပြီးဒုက္ခဖြစ်ပြီးသူများပြောမှသိရတယ်မဖြစ်ဘူးနော်ဘာဖြစ်လဲသမီးပြောစမ်းအဖေပြောစမ်းသူတို့ပြောသူတို့မဟုတ်ပါဘူးဖေဟာလည်းမလုံတော့ဘူးဘယ်လိုမဟုတ်တာလဲအဖေနားလည်းပြောအဖေတို့ကတော်သားရှင်းမှကြိုက်တယ်ပြောသူတို့ပြောတယ်မဟုတ်ဘူးဆိုပြရအောင်ပြောသမီးမပြောလို့မရအောင်နော်ဖေတတ်မှာနော်သမီးသေပြီးတော့ဖေလည်းထောင်ကြဘယ်သူမှလည်းရင်ဆိုင်ကြမလို့တော့ဘူးကဲမပြောတော့တတ်မယ်ပြော ဘာလို့ဒီလိုဖြစ်ပါလဲဖေဒီမျိုးစမ်းမပြောပြောလာဗန်တီယိုအချိုးရဘာလဲတော့ဘာလို့လဲဘာလို့ရမှာလဲဒီဘယ်ရခါဘယ်မှာခိုင်တယ်အဲ့ဒီခါတော့သွားကြရလားသွားကြရလားသွားကြရလား မီးတော့ဝင်နေပြီလားအမေရမီးတော့ဝင်နေ ဘာမီးတော့လဲဘာမီးနဲ့မီးတော့မောမေရဟဲ့နင်းပါပဲနင်းပါပဲအားပဲနော်မဲမေးပြီးတော့ဟိုမဟုတ်ဘူးဟဲ့မဟုတ်ဘူးဟဲ့ဘာကနာတော့ညကြိုင်စာရေးရည်အတုခနဲ့မင်းတို့လည်းဝက်ကားနေလို့ကျွန်တော်အားညနေမင်းတို့လဲပေးတာ ဟိုလေအဲ့တော့နင်းတော့ဘာစဉ်းစားနေ ဒီတော့လဲပေးတာမင်းတို့လည်းဘာဖြစ်နေတာတော့ဘာဖြစ်နေကြလဲ ဘာတွေဖြစ်ရမှာလဲရှစ်သားလေရှစ်သားဟိုကောင်မလေးခါနေထွက်လာတာ မင်းနေခါဘာလို့လဲဟမ်ဟုတ်ကျွန်တော်မီးတော့ဝင်လဲပေးတာ ပြောပြမယ်ပြောပြ ဟဲ့ကောင်မင်းကအတိတ်ပဲမရှိတဲ့စင်ကြီးတွေလာပြောနေစားနဲ့ ကျွန်တော်မီးတော့လဲပေးတာဖေ ဟဲ့ကောင်မင်းစီကမရှိလို့သူများသားသမီးတစ်ခုခုဖြစ်သွားလို့တော့မင်းကြောင်ယူရမယ် ဘာလို့တောင်းယူရမှာတော့စဉ်းစားကြည့်ပါမလုပ်နိုင်ပါဘူး မင်းပါစပ်ပါအပြောမယ်တော့ပေါ့နော်မင်းငါပြောစကားနားမထောင်တစ်ခုခုဖြစ်လို့တော့မင်းတောင်မယူရင်မင်းကအတက်ပဲကွာ ရှင်းသားနေစမ်းပါဒီကိစ္စကိုကျွန်မရှင်းတတ်ပါလေဟဲ့မခိုင်ထက်တယ်လားအဲ့ဒီဘာခိုင်းရရှိလို့လဲညီကိုခိုင်းစရာရှိလို့ခေါ်တာမဟုတ်ဘူးပြောစရာရှိလို့ခေါ်တာထိုင်အောင်ညီကတော်တော်အကြံကြီးတာပဲလူနေတော့ခြုံကြားစိတ်နေဘုံပြားဆိုတာညီလိုကောင်မမျိုးပေါ့ညီလိုအစ်စ်တန်းမျိုးနဲ့များရေးစာရေးဆရာမဖြစ်နေတယ်လားအန်ဒီဘာကိုပြောချင်တာလဲပြောမယ်ညီနဲ့ငါသားဘလို့လဲဘလို့လဲစာရေးဆရာမဖြစ်ချင်တဲ့သူဆိုတာဘဟုတုတ္တအတွေးအခေါ်လို့ရှိရတယ်ဘယ်အရာမဆိုကိုနဲ့တန်ဤမတန်ဤဖြစ်နိုင်တယ်မဖြစ်နိုင်ဘူးဆိုတာစဉ်းစားတတ်အဲ့လိုစဉ်းစားတတ်ဖို့ရတယ်လေအတွေးအခေါ်လို့ဘဟုတုတ္တလို့ရှိမှညီစဉ်းစားတတ်တာညီမအဲ့လိုမျိုးစဉ်းစားဖို့ဘာမှမရှိဘူးလေအဲ့တော့ညီမစဉ်းစားတတ်ဘူးပေါ့အေးညီလို့အစ်စ်တန်းမျိုးနဲ့လေငါသားနဲ့သဘောတူမှာလားအေးလုံးဝသဘောမတူနိုင်ဘူးလုံးဝသဘောမတူနိုင်ဘူးငါအေးအလုပ်တွေကိုမနိုင်တိုင်းညီကိုခေါ်ထားပြီးတော့ငါသားလေးပါပါသွားတဲ့အဖြစ်မျိုးတော့အဖြစ်မခံနိုင်ပါဘူးအေးအဖြစ်မခံနိုင်ပါဘူးညီဒီတဲ့နဲ့ဒီတော့စိတ်ကအန်ဒီပြောနေတာတော့အကုန်လုံးပြောကြရအများကြီးသိတယ်ညီကိုလေညီကဒီထက်တော့ပြောချင်သေးတယ်အချိန်ပေးပြီးပြောလို့ညီနဲ့မတန်လို့ မဆိုင်လိုက်တာကွာဒီမိမကြီးစမ်းပြောရသူတို့အစင်တမ်းမြင့်နေနဲ့သမီးကိစ္စဆုံးဖြတ်ချက်ချတာဘလောက်အောင်တန်းကြလဲကြီးစမ်းအဖေမှာတော့ဒီအိတ်ခိုင်လို့သွားတဲ့ကိစ္စကိုချင်းစာစိမ့်နဲ့သမီးလေးကိုအိမ်ပေါ်ဖြစ်သွားထားတာသူကသမီးကိုဒီလိုစီရင်ချက်ချတယ်ဟုတ်လားတော်မဆိုင်တဲ့မိမကောင်းတယ်သူတို့ကအဲ့လိုဆုံးဖြတ်မှာတော့သမီးမသွားနဲ့တော့မပတ်သက်နဲ့တော့အဲ့ဒီအတိုင်းဝိုင်းနဲ့ပြီးရောဖြတ်လိုက်တော့ တော့လို့မရဘူးဖေ ဘယ်လိုမရတာလဲပြောစမ်း ဟုတ်ပါဘူးဖေအဖေတို့မဟုတ်ပါဘူး လေးရတာအမလေးတော့ပါသေးရဲ့အဖေစိတ်ပူသွားတာဘာများဖြစ်တယ်လဲလို့အဲဆိုလည်းပြီးရောမလေးမိန်းကလေးတွေမှာဒီအစော်ကားခံရတယ်လို့ပိုက်ကြီးတယ်လို့ဒါမျိုးမဖြစ်ဘူးဆိုပြီးရောဒီ
ပြီးတဲ့ရေးချဘာမှမရှိပြီးဟောရေးကြည့်ရ ဘယ်လိုရေးကြည့်တာလဲ အခုကသမီးရှင်နဲ့မှတခါမှမချစ်ဘူးတဲ့အချင်းချစ်တာအဖေမပတ်တယ်လို့ဆိုရင်သမီးရဲ့ဟောရဖြစ်တော့မှာမဖြစ်ဒီမကန်စားတယ်သမီးကတည်းကထူးဆန်းပါလားဒါမျိုးဆိုတာ3နှစ်3မှုကြာမှဖြစ်လာတဲ့စိတ်အခုတော့ဘာကြာသေးလို့လဲသမီးကိုတရားချင်းချောက်တယ်တဲ့ဘယ်လိုချင်းချောက်လဲပြောချင်းချောက်ဟမ်သူမချင်းချောက်ဘူးသမီးလောက်လာတော့မဟုတ်ပါဘူးဖေသူမနဲ့သူဖြစ်သွားတာသမီးရဲ့သူမနဲ့သူဖြစ်လာတာဦးလေးတို့ကိစ္စလေးနောက်မှရှင်းပြရတယ်ဦးလေးရှင်ကြည့်လိုက်အောင်ဒါဦးလေးမက်တီဆန်ရဲ့ဇာကဘယ်လောက်ထိရောက်လဲဆိုဦးလေးရှင်ကြည့်လိုက်အောင်မဘာလဲကွာဒါအလူအိမ်မဟုတ်ဘူးကွာလဲလေကွာဟမ်ပါဇက်စီကမရှိနဲ့မိမစကားနားထောင်ပြီးတော့သူများရင်ရှိရုပ်လာလို့သွားကြငါသမီးကိစ္စငါရှင်းမယ်မင်းတို့မလို့ဘူးသွားကရွာလာပြဿနာတယ်ဟာဟဲ့ကောင်မင်းတို့ယောက်ျားကြီးတွေဖြစ်ပြီးတော့မရှက်ဘူးလားသူများကြီးမှလာပြီးဆက်ဆူဟမ်ကျွန်တော်ဆက်စုတာမဟုတ်ဘူးလေမတ်တင်ဆန်းရှောက်ပြောနေတာပေကြလားလို့ကျွန်တော်လာမေးတယ်တကယ်လို့ပေကြလဲဆိုရင်ဦးလေးဘာဖြစ်ချင်လဲကျွန်တော်တို့ပြောကျွန်တော်ရွာထဲကမိန်းကလေးအခုလို့စော်ခံရကျွန်တော်မခံနိုင်လုံးလို့ဗျာအဲ့တော့ဦးလေးဖြစ်ချင်တာကျွန်တော်တို့ပြောဟုတ်တယ်ဦးလေးအဲ့ဒီဘာလုပ်ချင်အဲ့ဒီလူတွေကဘာဖြစ်စေချင်ဦးလေးစကားတခုမှန်းတော့သမီးလည်းမေးပြီးပြီပြေလေအောင်ကိုဖြည့်ရှင်းမယ်ပြန်လာရင်ငါသမီးနဲ့သူကြိုက်နေတဲ့ကောင်လေးနဲ့ဘယ်နေ့မင်္ဂလာဆောင်မယ်ဆိုရက်ပါတစ်ခါယူလို့မင်းတို့ငါဖိတ်တယ်ပေါ့ဦးလေးသွားဆွေးလို့ဆင်မပြေကျွန်တော်တို့ပြောတော့ဟာစိတ်ကမင်းမစားပြတာလားနမင်းဖြစ်နာမရှိအစင်ပြေဥစ္စာမရှိပြေလေအောင်ကိုငါဆွေးလို့မပြေမလားဖြစ်ငါပြန်မလာဘူးအစင်မပြေပြောလို့ကျွန်တော်ကပြောတာပါဦးလေးဟာဒီကောင်တော့ရှင်းရကောင်မယ်မပြေလေဥစ္စာမရှိဘူးမင်းမသွားဘူးလားသွားမလားဒီကောင်ကဲဒါဆိုလည်းပြီးဦးလေးအေးဟိုတော့နေဖြစ်ပြီနော်တခုဖြစ်လို့ကတော့ပြဿနာတက်ပဲငါသမီးသိကြရနော်သမီးပြောတာဟုတ်ပြီသမီးကကောင်းနေတယ်သမီးပြောလို့သမီးဟိုကောင်းနေအောင်သမီးအပေါ်မှာသိကြရလားသိကြမယ်အေးဒါဆိုပြီးအဖေအဲ့ဒီကိစ္စတော့ဆွေးနွေးနော်ဦးလေးညို့သွားမလို့လားဟိုအေးခိုင်နေအောင်နေဦးပတ်စံနေလဲပါလာတယ်ဒေါ်ထားဦးလေးကိုတွေးချင်လို့လေဟုတ်ကဲ့လားဟုတ်ကဲ့သူ့မြင်လည်းမှားလိုက်တယ်ဒီအိတ်ခိုင်ဒီအင်းကနေအဲ့လိုကိုကြောင့်ကိုယ်လှုပ်လာတဲ့ပတ်စံနဲ့တဲ့သူတို့အရင်ကြတော့ဖြည့်ရှင်းရဲကြောက်တယ်ရှက်တယ်တဲ့ကြွားပြန်ရောက်နေပြီဒီအိမ်လိုက်လာလို့တော့သူကြောက်လို့တဲ့အဲ့တော့ဒီဘက်ကကိုမင်းစောတို့ဒေါ်မိုးတို့ကဘာဖြစ်ချင်လဲအိတ်ခိုင်ကိုကျွန်တော်ဘာလုပ်ပေးရမလဲငွေလည်းပြန်ရနေပြီကိုထွန်းရဲ့ဘာမှမလုပ်ဆက်မရှိပါဘူးသူလည်းသူ့ကူနဲ့သူ့လုပ်မှုကြီးကလုပ်ခဲ့တာကျွန်တော်နားလည်ပေးအောင်ကဲမင်းကဘာပြောချက်ရှိသေးလဲကျမကတော့ကျမငွေပြန်ရပြီမမပြောစရာမလိုဒါပဲမလားညို့ဟိုဒီကငွေကိုဒီခံရလို့တော့ဒီပတ်စံနဲ့ပတ်သက်ပြီးခင်ဗျားတို့ကရောတောင်းတယ်ကိုရောပေးပြီနော်အခုကျွန်တော်သမီးကြောက်သွားတဲ့ကိစ္စကိုဘာပြန်ရောရှင်းသမီးကဘာပြောက်သွားလို့ကျမတို့ကဘာရောပေးရမှာလဲအချစ်ပြောရှင်ဘလို့ခင်ဗျားသားနဲ့ပတ်သက်ပြီးအချစ်ပြောခင်ဗျားသားနဲ့တွေ့ပြီးတော့အဲ့ဒါသူအချစ်တယ်ပျောက်သွားဘယ်လိုလုပ်မလဲဒါနဲ့ပဲကျမတို့ကပေးစားရတော့မှာလားကိုထွန်းရဲ့ရှင်စင်းစင်းဆာဆာလည်းပြောစမ်းပါဦးကျမတို့ရဲ့တူဒီသောသားကိုရှင်းသမီးအိမ်ပေါ်နဲ့မပေးစားနိုင်ဘူးဘယ်နဲ့အိမ်ပေါ်လို့ပြောတာလဲကျုပ်သမီးကအိမ်ပေါ်မဟုတ်ဘူးကျုပ်သမီးခင်ဗျားဒီအိတ်ခံလုပ်သွားတဲ့ကိစ္စနဲ့ပတ်သက်ပြီးကျုပ်သမီးကိုမနေတောင်းမှပြီးဒီမှာလာထားတာအစားတိုးပြီလားအိမ်ပေါ်မဟုတ်ဘူးကျုပ်သမီးကစာရေးတာအိမ်ပေါ်မဟုတ်ဘူးခင်ဗျားဖြစ်တဲ့နည်းနဲ့ခင်ဗျားသားနဲ့သမီးကိစ္စကိုစီစဉ်လို့ကျမတို့ရဲ့အတိုင်းဝိုင်းမှာရှင်းသမီးကအိမ်ပေါ်ပဲသိထားတာအိမ်ပေါ်လို့မပြောနဲ့ဆိုကျွန်တော်အဲ့ဒါကြီးမသိချင်ကျွန်တော်သမီးအခုခင်ဗျားသားနဲ့ပတ်သက်ပြီးဒုက္ခဖြစ်နေပြီဒီလိုတော့ကိုတော့ဒီကိစ္စကကျွန်တော်သားပါလို့ဖြစ်တဲ့ကိစ္စနော်ကျွန်တော်သားကိုတန်တန်တတိပေးခဲ့တယ်မင်းဒီကလေးမလေးနဲ့ပတ်သက်လို့တခုခုဖြစ်လာရင်တာဝန်ယူရမယ်ဆိုတဲ့ကြိကျွန်တော်တောင်းထားခဲ့အခုကျွန်တော်ထင်တယ်လို့ခင်ဗျားသမီးတခုခုပို့ဆိုးတယ်ဗျအခုကနှလုံးသားအချစ်အစားထုတ်လို့မရဘူးအခုဒုက္ခဖြစ်နေပြီမိန်းနဲ့မစားနေပြီဗျာကျွန်တော်သမီးကျွန်တော်မကြည့်ရဘူးအဲ့ဒါဘယ်လိုလုပ်လဲရှင်ကရှင်းသမီးဘက်ကစဉ်းစားသလို
ကျမကလည်းကျမသားဘက်ကပြတ်စဉ်းစားပြီးပြီရှင်းသမီးနဲ့တော့လုံးဝမပေးစားနိုင်ဘူး ပေးစားတယ်ခင်ဗျားတော့ဘယ်မှာတတိကျုပ်တို့လည်းမလဲငပိရင်နဲ့ဝဲသားဟင်းနဲ့မလဲ ရှင်ကျမအိမ်ကအခုထွက်သွားပါရှင်ရှင်းမကြည့်ချင်ဘူးထွက်သွားသားမှာ ကျုပ်သမီးကိစ္စကျုပ်ကဖေးဒီလိုမကြည်မလဲစကားပြောနေလို့ပဲဖြစ်မယ်ကျုပ်သမီးပြဿနာတက်နေတဲ့ကိစ္စကိုပြေလည်အောင်လုပ်ပြီးမသွားဘူး ခဏလေးကိုနော်ဒီကိစ္စကကျွန်တော်သားပါလို့ဖြစ်တဲ့ကိစ္စဟုတ်ပြီအဲ့တော့ခမရဖြစ်စီခြင်းတဲ့အတိုင်းကိုကျွန်တော်စီစဉ်ပေးမယ်စဉ်းစားပေး မစဉ်းစားနိုင်ဘူးမစဉ်းစားနိုင်ဘူး စဉ်းစားပေးလို့မရဖြစ်အောင်ကိုလုပ်ပေးမှရစဉ်းစားတယ်စဉ်းနေမရဘူးရအောင်ကိုလုပ်ပေးမရရင်မပြောင်းဘူးရကဲဘို့တော်တော့ဒီကိစ္စငါဆုံးပြမယ်ဒီမှာကိုထွန်းကျုပ်တန်းနာသတိပေးထားရဖြစ်တဲ့ကိစ္စဒီကိစ္စကျွန်တော်သားမယ်ကျွန်တော်ပေးစားမယ်ဗျာပေးစားမယ်မပေးစားနိုင်ဘူးမရဘူးပေးစားမယ်ကိုထွန်းပေးစားမယ်စိတ်ချရနော်စိတ်ချဒီမှာလည်းခင်ဗျမြင်နေတိုင်းနော်ကျွန်တော်ဂရိတည်တယ်ကိုထွန်းအေးဒါနဲ့ကိုမင်းစောကျွန်တော်တခုတော့ပြောမယ်နော်အခုခင်ဗျမိန်းမဘာဖြစ်တယ်မသိဘူးတော့ကြနေဟာစိတ်ုံတင်လဲရလို့ရက်ရွှေ့ရပဲအဖြစ်မခံဘူးကျုပ်တို့တော်သားတွေကမရဘူးနော်ရက်ရွှေ့ရပဲဒီနေ့ဆိုဒီနေ့ပဲစိတ်ချကိုထွန်းဒီလားသိသိကျင်တယ်ဟာအပေါင်းအောင်ထိုင်ဆောင်နေတယ်စိတ်နေကြလားအဲ့ဘာတွေပြောကြလဲသူတို့ဘာတွေပြောလဲဟဲ့ဖေပြောပါဦးဖေငါသမီးနဲ့သူတို့သားနဲ့သဘောတူတယ်တဲ့သိကြလားဖေသမီးစိတ်ချမ်းသာအောင်ပြောနေတာဟာဒီဥစ္စာသမီးစိတ်ချမ်းသာအောင်ညာပြီးပြောလို့ရတဲ့စကားမှမဟုတ်ပဲတသားကြီးသမီးကိစ္စသေကြတယ်သဘောတူတယ်တဲ့ဟုတ်လားဖေအဲ့မိမရအဖေကိုအဲ့လိုလွယ်နဲ့အလျှော့ပေးပါမလားतू ကတော့ဘယ်လွယ်နဲ့အလျှော့ပေးပါမလဲ तू ကတော့သဘောမတူပါညာနဲ့ကြီးတွန်းတာပေါ့အဖေကမရဟာခင်ဗျသဘောမတူခင်ဗျညောင်ဆုံးကျုပ်တပ်ပလိုက်မယ်လို့ပြောတယ်လန့်ဖြန့်သူ့ယောက်ျားကြီးကိုတို့ရဲ့ကျွန်တော်အဆင်ပြေအောင်စဉ်းစားပြီးပါဟာစဉ်းစားတာမလို့ခြင်းဘူးနှစ်ယောက်စလုံးဘယ်နေ့မှဘယ်လိုမင်္ဂလာဆောင်ပေးမယ်အဲ့ဒါပဲလိုချင်တယ်လို့ပြောချရတယ်ရပါတယ်ဒါတော့မိမရမူးလဲခြင်းအောင်ဆောင်ပေးတယ်အဲ့တော့ तू ကအဖေအပြက်ပြောခဲ့တယ်ကျွန်တော်သမီးကိုခင်ဗျားတို့သဘောတူတဲ့အကြောင်းကျုပ်ကအတီးလင်းတော့ပြောမယ်အဲ့ဒီအချိန်ကျမှကျွန်တော်မိန်းမကစေးုံတင်ရလို့ရက်ကိုရွှေ့တယ်ပါညာမသိချင်ဘူးနော်ပြတ်တော့အဖေတို့ဘာမှမလုပ်ခဲ့ပါဘူးနော်မလုပ်ခဲ့ပါဘူးဒါနဲ့သူတို့ကပြောလို့မရရင်တော့အဖေတခုလုပ်လိုက်မမီးတွေရှုံးမယ်ပါညာနဲ့ချင်းချောက်လိုက်တော့ဘောပစံနဲ့အဖေသူ့အဖေကိုတော့သဘောတူလို့တကယ်ပြောလားအေးပါဆိုဖေအဲ့ဆိုသမီးညောက်ကတကယ်ပေါ့နော်အေးထိုက်တာဖေကိုရမ်းကျေးဇူးတင်တာပဲအဖေတမ်းရည်ပဲမတိုက်ချင်ဘူးလားတိုက်မှာပေါ့ဖေရလဲဖေမလာရတယ်ဒီမှာပါနေတယ်လေကဲအခုချိန်စပြီးတော့သမီးပြောရှင်နေတော့သမီးဒီအချစ်နဲ့ပတ်သက်ပြီးမခံစားနိုင်ဘူးဆိုဖေးအေးကိုလည်းသွားပြောပြီးပြီသမီးအခုချိန်စပြီးတော့အဖေရှင်မှာလွမ်းတာတွေဆွေးတာတွေငိုတာတွေငေးတာတွေငိုင်းတာတွေမလုပ်ရဘူးနော်ပြောရှင်နေကြလားအေးသမီးကိုစားရဒီချာတဲ့ပြီးတာနဲ့အဖေတို့ယောက်ျားယူသွားဟိုထိန်းသူမိဘတွေကိုယ်တိုင်လက်မှတ်လာထိုးကြတာပြည့်စုံပါပြီဗျာလင်မယားအရာမြောက်ပါပြီဗျာကိုထွန်းခင်ဗျားဖြစ်စီခြင်းနဲ့ဆန္ဒအားလုံးကျွန်တော်ဆောင်ရွက်ပြပါဗျာနောက်ထပ်ဘာမှလိုတတ်ရှိပါသေးတယ်ဟုတ်ပြည့်စုံပါပြီအခုတရားလူချင်းမင်းပြောတဲ့အတိုင်းဆိုဒါအားပြည့်စုံပြီပဲကျေးဇူးများတင်ပါတယ်ကိုင်းတော့ကျွန်တော်ဒီသမီးလေးတယောက်လေးရှိတာအခုသမီးမင်းကလေးတွေဘက်မှာတက်တက်သမီးကလားဒါကိုအထမြောက်အောင်ဒါဘက်ကနေကိုမင်းစောကအတိတ်တည်းလက်မှတ်ထိုးနေတာဒီတဲ့ပြည်စုံလို့မရှိပါဘူးဗျာကျေးဇူးများတင်ပါတယ်ခုတရားသူကြီးပြောသလိုဆိုသူတို့လက်မယားတွေကမြောက်ပြီကြီးကြမင်္ဂလာဆောင်တော့ရေးကြည့်အောင်အဓိကတာပါပဲကျေးဇူးတင်ပါတယ်ဟေးဒီကိုကြည့်ပါဦးအားလုံးစီစီရမယ်ကိစ္စဘာလို့ခေါ်နေမှာလဲကွာငါကိုယ်လည်းကြောက်ခံပြီးနေပြီဥစားဟောမခိုင်လေးပဲကဆိုလို့ရှိရင်တော့ဦးထုံးကိုယ်လည်းကြောက်ခံပြီးဒီတဲ့ပြည့်စုံဘာရှိမှာလဲငါသားကဲသမီးအဖေပြန်မယ်အဖေကလည်းအဖေအရန်ပင်မနာဒီမှာတညညတော့အိမ်မှာပြန်မလာဘူးဘယ်ရပင်မမလို့အဖေကောင်းလို့မှသမီးကိစ္စပဲအရေးကြီးဖြစ်နေတာအခုအောင်မြင်ချောချောဝင်ဒီကိစ္စပြီးသွားဆိုဖေးစိတ်ရတော့ပြန်လေးချုံရွပြန်လာအခုသမီးနဲ့မောင်ထွန်းနဲ့အိမ်တော်ကြပြီဒါအိမ်တော်ပဲလင်မယားဖြစ်သွားပြီအဲ့တော့ဘိုးဘက်ဒီဘက်ကဆွေမျိုးတော်သွားပြီဘိုးဘက်မိဘကိုကိုမိဘလို့ပဲသဘောထားရမယ်လူရတယ်သိတယ်နော်ဟုတ်ကဲ့ပါအေးမယားဝတရား၅ပါးဆိုတာရှိတယ်
ကိုယ့်ဘက်ကမပြက်ကွက်စင်နဲ့နော်ဘေးနောက်တစ်ခါလူစုပြီးမြို့တက်လိုင်းသမီးတို့နှစ်ယောက်တော့အဖော်ရအောင်အိမ်ပေါ်တယောက်ခေါ်လာဦးမင်းစောကျွန်တော်သမီးလေးတက်လာအောင်အိမ်ပေါ်တယောက်တော့သူတို့တော့ထားပေးခြင်းနဲ့ရပါတယ်ကိုထုံရဲ့ခင်ဗျအဆင်ပြေတယ်လို့ကြည့်စီစားနော်ဟုတ်ပြီမလို့ပါဘူးဒီအိမ်မှာအိမ်ဘောကိုခေါ်စရာမလိုတော့ဘူးတိတ်ပြီးအားကိုယုံကြည်ရတဲ့အိမ်ရှင်မကောင်းတယောက်ရထားပြီပဲအိမ်မမလို့ဘူးဒါလည်းဟုတ်တာပဲအဲ့အမှန်ပဲဒီသားတော်မှုရဲ့သမီးအတွက်ကိုကြာပြောလိုက်တာစိတ်ချယုံကြည်ရတဲ့အင်ရှင်မကောင်းတယောက်ရပြီတဲ့ပြန်ပြီဗျာကောင်းပြီကိုထွန်းကောင်းကဲတော့မသမီးအိမ်ပေါ်ပြန်သွားကြရကျန်တိုက်မဲ့လူမရှိဖုံသုံးမဲ့လူရှိနေတအိမ်လုံးကိုပေပွားညစ်ပတ်နေရတယ်အဲ့တော့ဟာဒီဝတ်ထားတဲ့ဝတ်စုံလေးကိုချွတ်ပြီးတော့ကျန်တိုက်လိုက်ပါအောင်ကွယ်ဟုတ်ပြီမင်းတို့လောက်ချင်တာတွေလောက်ပြီးပြီငါ့ဘာမှမပြောနဲ့သတ်ပိတ်ထား叫哇，看够没？ဘာလို့လဲ现在班里不是都来没？ဒီနာလေးလို့ရလို့လားဒီတိုင်းပါညာပြောစမ်းပါဝါအခုကိုခိုင်းယောက်ျားအဲ့တော့ခိုင်းတော့ဒီအားလုံးကုလို့ပြောရပေးဟောနေပါဒီမှာကိုချစ်လို့ထားရလို့မခိုင်းရပါမစားစတော့ရှိသေးတယ်မရတော့သူလေဒီကတော့သူနော်ဒီလိုကတော့ပြောပဲအဲ့မဲ့ကမကြည့်ရဘူးကဲပါမကြည့်ရလို့ရှိရင်လည်းတစ်ချက်မှသွားပြီးတော့သွားနေသွားနေသွားနာကိုခိုင်းလို့တယ်ဆိုတာဒီလုပ်တယ်သူများမှတော့လာလို့ပေါ့လေပြီးတော့ခိုင်းရအခုဒီမိသားစုရဲ့လည်းဖြစ်နေပြီကိုယ့်ရုပ်ကိုလုပ်တာပဲကိုကလည်းသွားလိုက်ပြင်လာခဲ့မယ်နော်ညညလာခဲ့အဲ့မှာသွားအားလည်းပြင်လာတယ်ညီကငါတို့နဲ့ထမင်းဝိုင်းတူစားမလို့လားမလေးငါအစားတော့ပြမလို့စားမှနဲ့လေမင်းကတော့ဘာလို့ချင်လို့တော့ချိုးဒီမှာဟေးမင်းတို့ဒါထမင်းစားဝိုင်းလေကွာနည်းနည်းပါလဲစင်ញင်ကြအောင်ပါပေါ့မင်းရတယ်ကွာတာတီဗီရှင်နဲ့ကိုချင်းစားမယ်ရှင်တို့လုပ်တဲ့ကိစ္စကိုကျမမကြေမနက်နဲ့လက်ခံထားတာတော့ရှင်ဘာမှမပြောပါနဲ့ရှာကျွန်တော်မစားဘူးခိုင်းမှတူစားခိုင်းတူစားရတယ်လေကိုအစ်စ်တောင်းကိုကြိုက်တယ်လို့သတ်မှတ်လို့ရတယ်တတိပေးထားအောင်မယ်စကပုံတစ်ခုရှိတယ်ဘဝမမြင့်နဲ့ယူတက်နေတဲ့အဲ့တော့ကိုစင်ကျင်ကျင်နဲ့ဒါပဲခိုင်ကိုလိုမျိုးယူခဲ့မယ်လို့ခုအနှိမ်ခံအပြောခံရဖြစ်ကိုရောက်နေတာခိုင်တော့အလုံးထင်ပါဘူးအန်ဒီခိုင်ကိုအခုလိုမျိုးလုပ်နေတာခိုင်တော့ကိုစမ်းအောင်ရသေးတယ်ကိုစိတ်ချမ်းသာအောင်ခံပြောနေတာဟုတ်ပါဘူးကိုရဲ့တကယ်ပြောနေတာအန်ဒီဒါခိုင်ကိုအလုံးလို့ဆိုလို့ရှိရင်လေခိုင်ကိုညနေပဲရမယ်လို့ပြီးတော့လေအန်ဒီကိုခိုင်ကကျေးဇူးတော်တင်နေတယ်ဟောကျေးဇူးတင်ခိုင်ဘွားမှာညံ့လုံးလုံးပထမဆုံးချစ်ခဲ့ရတဲ့ချစ်ကလေးကိုမပြည့်စည်ရင်းနဲ့အခုလိုချစ်ခွင့်ရတယ်အန်ဒီကျေးဇူးပဲပေါ့တကယ်လို့အန်ဒီကခွင့်ပြုလို့ရှင်အခုလိုခွင့်မပေးရမယ်နော်ခိုင်ဘာပဲဖြစ်အမြဲအကောင်းဘက်ကပဲတွေ့ရနော်အဲဒါကြောင့်ကိုပို့ပြီးတော့ခိုင်လိုစိတ်ကုန်းဖြစ်ရတတ်တယ်ပြေရရှိတာကိုသိပါရဲ့ဗျာဒီလိုတော့
ဖြစ်တော့လို့ပါကွာအရင်ပဲတော့အားသိနေရတော့ရှာကွာမဲ့အဖြစ်မျိုးဖြစ်မခံနိုင်လို့ပါဗျာဒါကြောင့်ဘယ်တော့မှကိုတည်းဝေးပြဗျာဘယ်တော့မှဘာငါဘာခါမတော့ခါပါဗျာအဲ့ဟိုရမနင်းမလို့သစ္စာမရှိရရောက်ကြတယ်ဘယ်တော့မှတွေ့ရတယ်ဟဲ့ဘာလို့ရှောက်ပြောနေရလဲဘုဒ္ဓဘုဒ္ဓနဲ့ဒီဘာလို့ပြောနေရလဲဘုဒ္ဓလည်းဖေရောက်လာမှမသိဘူးဒီမှာဘူးမမရှိတော့ကျမတို့ရောက်လာကြံစီနေရဘာလို့ကြံစီတာလဲငါ့ကိုပြောဟိုခုတည်းတယ်လို့ခုတားဟာမကြံကောင်းစီကနေဘယ်လိုဖြစ်တာလဲဘာကြောင့်အဲ့လိုလုပ်ရတာလဲဘာဖြစ်လို့လဲပြောကျမမပြောချင်ပါဘူးဘာမပြောလို့မရဘူးလေဘယ်နဲ့မပြောလို့မရဘူးပြောစမ်းကဲပြောစမ်းဒီဘာဖြစ်လဲငါဘာလုပ်ပြရမလဲပြောပြောချင်ပါဘူးဆိုဟောဒုက္ခပဲနေခုနပြောနေတယ်ပုတုပုတုထဲမှာညီမြင့်ဆိုတာပါတယ်အဲ့ဒီကောင်ဘယ်ရကောင်လဲနေကိုဘာလုပ်လဲငါ့ကိုပြောစမ်းဒီမယူမပြောပြအခုဖေရောက်တော့မှမသိဘူးကျမရှိကိုမဖြစ်မျိုးနေမခံနိုင်လို့ဘာရီယာကိုရှင်းပြမလို့ဟဲ့ရှင်းပြနေတယောက်တည်းသိမှမဟုတ်ဘူးဘိုင်ထဲကကလေးပါဆိုနှစ်သက်နေငရဲကြီးလိုက်မယ်ဖြစ်ချင်းဟာနေမချဘူးလားငါကျမမသိဘူးကျမသိအားလုံးရှင်းမမှာပဲသိတယ်ဟာဘယ်နဲ့ငါလို့အဲ့လိုမရဘူးငါညီမြင့်ကိုသွားရှာပေးမယ်နင်အဲ့လိုမလုပ်နဲ့ငါမလုပ်ကောင်းဘူးလားထားမလိုက်ဘူးကျမသိလို့သိလို့မရဘူးငါညီမြင့်ကိုရှာပေးမယ်ဆိုဘာလဲနဲ့မဆိုင်ပါဘူးတော့ဘာပဲနဲ့မဆိုင်ရမလဲငါရွာကလေးတွေငါတားသမီးပဲပေါ့ငါမှလည်းသမီးရှိတာနင်အဲ့လိုမလုပ်ရဘူးငါလုပ်ခွင့်မပြုဘူးကဲလာအဲ့ဒီကငါကိုယ်ရှင်းပေးမယ်လာထဟာဘယ်နဲ့မကြောက်ကောင်းမရှိကဲလာရှင်းမလာတော့လေဟမ်ရှင်းဘာလာတော့လေငါနာမည်တော့မကြားချင်ပါဘူးဘာလို့အိမ်ပေါ်ခေါ်လာလဲရှင်းခုတော့သွားကျမအိမ်ပေါ်ထချီထွက်တော့သွားလို့နေပါဦးဟမ်ဘာနေပါဦးလဲရှင်းကျမရဲ့သမီးကိုရှင်းဘာလုပ်တာဟမ်ရှင်းဘာလုပ်တာဘာမလုပ်ဘူးဘာမလုပ်သူလောက်တာသူ့ကိုမဲကြောက်လာမမင်းနဲ့ဘာဖြစ်လဲရမယ်ဟဲ့ဘာဖြစ်လာလဲပြောနေဟဲ့ဘာဖြစ်ပြောတာပြောလိုက်လေငါသူ့ကောင်လေးအတူမယူလို့လေဟမ်ဒီကမယူတော့ဖိုက်ကြီးနေတာနဲ့တဲ့ခင်ဗျားသွားမလို့ဟိုမှာမသေးပဲဒီမှာသေးမသေးချောင်းကြံစီနေကျုပ်ကမနေ့ခေါ်လာတယ်ဖိုက်ကြီးဟေးဟဲ့ကောင်လေးပြောလိုက်ဟုတ်လားဟမ်အမလေးစက်ကောင်းလိုက်တာဟဲ့ဘယ်ကောင်လဲပြောတာဘယ်ကောင်လဲပြောလိုက်လေဘယ်ကောင်လဲဟောဟိုကလုတ်တာသေးတော့မယ်ကိုကြီးမြင့်အဲ့ဒီကောင်ကဘူးပဲဘာမှနေရလဲအမလေးတော့ဒီလောက်ဝေးရကောင်လဲဘလို့ပတ်သက်ပြီးဒီလောက်ဖြစ်နေတယ်လေဟဲ့နေဦးလေးငါတတ်ချင်လိုက်တာပြေတော့မှာပဲကြည့်ဒီမှာကျုပ်အပေါ်မှာခင်ဗျားဘယ်လိုပဲသဘောထားတာခင်ဗျားအခုဒုက္ခဖြစ်ပြီကျုပ်သားသမီးကိုနေစားတယ်ခင်ဗျားရန်ကုန်မှာလည်းအဆက်အသွယ်ရှိနေတယ်ဒီကောင်ကဒီယူလာတယ်ဆိုတော့ခင်ဗျားပတ်တဲ့ကြောင့်ခင်ဗျားစုံစမ်းလို့ရအဲ့ညီမြင့်ဆိုတဲ့ကောင်ကိုခင်ဗျားတွေ့အောင်ရှာပြီးတော့ဒီအဖြစ်ပြပြောပြကျုပ်သမီးလိုဖြစ်နေတဲ့ကောင်ကအကူကြီးလင်ကျုပ်ကိုပြောကျုပ်ကကိုနေစားတယ်ရှင်းလိုက်တာရှင်နင်းညောင်ငါဆက်တယ်ခေါ်ရတယ်လားနင်းညောင်ငါဆက်တယ်ခေါ်ရတယ်လားမလေးဘယ်နိုင်ဘယ်နာရှင်အဲ့မှာဦးတို့ရောက်နေလို့ဟေးဘာတော့ဦးတို့မှာအော်ပရေတာရုံးမှာဖုန်းလာတယ်ဦးတို့သမီးဆက်တာလေဟေးကဲကျုပ်ပြန်လာခဲ့မယ်နော်အေးအရန်လည်းမလုပ်နေနဲ့တေးသွားမယ်နေရလေစွန့်ငုံနေသေးထားပြောဒီမှာဘိုက်မှာကလေးလေးရှိတယ်နော်စွန့်လုံနေနေကျုပ်ပြန်လာခဲ့မယ်爸爸呀，你不是别找了，我嘞，我这里找嘞，我这里找嘞。Hello，ရန်ကုန်လာရပါဟုတ်ကဲ့အေးသမီးလားအေးအဖေစီဆက်တယ်ဆိုဟုတ်တယ်ဖေဖေနေကောင်းရလားဖေကောင်းပါလေသမီးအဖေကအမြဲတမ်းတောင်းမိဟိုစားတော့အနေရောက်ထိုင်ရတာအဆင်ပြေလားဟင်ဖေဟောသမီးရဲ့ကိုရွာနေတာအဆင်ပြေပါရှိမှာတော့သမီးထွက်သွားပြီးတည်းမလေးအဖေတရွာလုံးကပို့ပြီးတော့လောင်းကယူဆိုင်နေတယ်ကဲငါသမီးလေးအဖေစီဆက်တယ်ဆိုတော့ဘာဖြစ်လဲပြောအဖေပြောတာလေးနားထောင်လို့သမီးနေလိုက်လို့သမီးအဆင်ပြေနေပြီအဖေကိုသိအောင်ပြောတာဒါဟုတ်လားဖေစီမကောင်းတော့မဖြစ်နဲ့သမီးချင်းနေအရင်တိုင်းပဲမပြောင်းအန်ဒီယာသမီးပေါ်မှာ
အိမ်မော်တယောက်လိုဆက်ပြီးဆက်ဆံနေတော့မဲ့ဖေပညာပေးတာတွေလည်းပို့ပြီးတော့ကြားလာတယ်သမီးဒီပုံစံတိုင်းဆိုဆက်ပြီးတော့တိကနိုင်မှမထင်ဘူး သမီးရေဒီပြောမယ်နော်ဒီပြောတော့ဒီချက်ချက်နဲ့ထားဒီအချိန်ရောက်မှဒီတိမခံဘူးဆိုတဲ့စကားကိုပြီးကြားချင်ဘူးကွာမှန်တယ်ပြောရတယ်သမီးကအခုဒေါ်မိုးတို့အိမ်မှာအိမ်ပေါ်တယောက်လိုနေနေတာမဟုတ်ဘူးနော်ဒေါ်မိုးရဲ့သားကိုယူထားတဲ့ချွေးမတယောက်နေတယ်သမီးအဲ့ဒီအိမ်မှာနေနေတာအိမ်ပေါ်ဆိုတာဒီမှာမနေခြင်းရင်ပတ်စံပြန်အားပြီးချက်ချင်းထွက်သွားလို့ရသမီးအဲ့လိုထွက်သွားလို့မရဘူးဒေါ်မိုးရဲ့ချွေးမဆိုတော့သမီးအဲ့ဒီမှာနေကိုနေရဒေါ်မိုးကသူ့သားကိုယူထားတော့သမီးကိုပဲကြည့်ပြီးဦးမလဲဒါကတော့ရှိမှာပေါ့သားသမီးချင်းကိုချင်းစားဟုတ်တယ်မလားသူကဒါအစင်တန်းချင်းမတူဘာညာလဲသူ့စိတ်ထဲအဲ့လိုရှိနေတော့သူချက်ချင်းခွင့်ပြုဖို့ဆိုတာမလွယ်ဘူးလေသမီးအဲ့တော့ဒေါ်မိုးကသမီးကိုချွေးမတယောက်လိုမြင်လာအောင်သမီးတီးခံပြီးတော့သမီးစူးစမ်းပြီးတော့နေပြရမယ်အဲ့ဒါအဖေတယောက်နေသမီးတိုက်တွန်းချင်တယ်ဟုတ်ကဲ့သမီးဖေးဆုံးမတဲ့အတိုင်းနေပါတယ်ဒါပေမဲ့အဖေပြောသလိုနေဖို့ဆိုတာဒီမိမိုင်းနဲ့မလွယ်ဘူးဖေး သမီးယောက်ျားမျက်နှာထောင်းလေ သူလည်းသူ့မိထောင်မခံနိုင်လို့တယ်နော်ကိုတို့လိုအိန္ဒိယချင်းလည်းမမှန် တကယ်ဆိုရင်ဒီကောင်လေးကသမီးကိုချစ်လို့သမီးစကားကိုနားထောင်လို့သမီးကိုတူတူနေကြတာလေအခုသမီးနားမှာရှိတဲ့လူကဘယ်ကြောင့်သမီးနားမှာမရှိတော့ဘူးဆိုတာဖြစ်ရတယ်ဒါသမီးညံ့တာပဲဖြစ်ရတယ်အဲ့တော့သမီးအင်အားတွေထုတ်သုံးနော်သမီးတက်တဲ့ပညာတွေပို့ပြီးသုံးအောင်အနားမှာရှိပြီးသားလူမထွက်သွားအောင်သူ့ကိုအရင်ဆုံးပြန်ပြီးစီးရောသူ့ကိုနားလေသဘောပေါအောင်ပြောကျမကကိုထုတ်ကိုကြိုက်လို့ယူတာယောက်ျားမျက်နှာကိုတရွာချင်းပြီးလိုက်လာတာနားလေအောင်ပြောပြနော်အတနာခန္ဓာမဟုတ်ဘူးနော်သူ့ကိုနားလေအောင်သမီးစီးရုံတာမျိုးသမီးနေတာအရေးကြီးဆုံးအဖေမှကျင်တာအိမ်တောင်ကိုမပြိုကွဲအောင်ထိမ့်သိမ့်နိုင်တာအိမ်ရှင်မရဲ့တန်ဖိုးပဲအဲ့တော့အဖေသမီးဟာအဲ့လိုပညာအရေးချင်းနေရှိတဲ့မိန်းကလေးဖြစ်စေချင်တယ်အိမ်တောင်မပြိုကွဲစေရဘူးကိုယောက်ျားကိုထိမ့်သိမ့်နိုင်ရမယ်ဒါမှမင်းမကောင်းမင်းမများกว่าသမီးဟုတ်ပြီနော်နောက်တစ်ချက်ဖေသမီးတို့ခဏခဏပြောဖို့တဲ့ဒုတိယအသက်သမီးအခုရင်ဆိုင်နေရတာဒုတိယအသက်ပဲဒီဒုတိယအသက်ကြာအောင်သိက္ခာရှိအောင်သမီးထိမ့်သိမ့်နိုင်ရမယ်သမီးအဖေသမီးပဲဒီအင်အားဒီတတ်တည်ရှိရမှာပေါ့သမီးအဖေပြောကြားလားဖေပြောတဲ့စကားတွေအားလုံးချုပ်လိုက်မယ်နော်ဒေါ်မိုးကြီးကိုသမီးအမေလို့သမီးစိတ်ထဲမှာထားပြီသမီးအိမ်တောင်မပြိုကွဲအောင်ထိမ့်သိမ့်နိုင်တဲ့အိမ်တော်ရှင်မတယောက်ဖြစ်အောင်သမီးကြိုးစားမယ်ဒုတိယအသက်ကိုတန်ဖိုးရှိအောင်သမီးထိမ့်သိမ့်နိုင်ရမယ်ဟုတ်ပြီနော်သမီးကလိမ့်ပါပါတယ်မိဘစကားကိုနားထောင်တဲ့သားသမီးကဘယ်တော့မှဒုက္ခမရောက်ဘူးသမီးအဖေပြောသလိုသမီးတီးခံပြီးတော့နေပေးပါလို့အဖေအကြံပေးချင်တယ်ဟုတ်ကဲ့သမီးဖေးထပ်ပြီးတော့ဆုံးမလာတယ်အာယုလည်းမထည့်ပြီးတော့သမီးစူးစမ်းနေပါမယ်အေးကြားရတာဝန်တာလေငါသမီးလေးကတော်ပါလေဖေကသမီးကိုအဲ့ဒါကြောင့်ချစ်တာနော်သမီးဖေပြောတာမမေ့နဲ့နော်ဟုတ်ကဲ့အေးဒါပဲသမီးဒီရက်ဒီဒေသမှာနေတဲ့လူတယောက်ကသားသမီးကိုဒီပုံစံမျိုးဆုံးမနိုင်တာလေးစားတယ်ကွာကျွန်တော်ကလေမြို့အသွားလာနေရတယ်ဗျာဟုတ်ကဲ့ကျွန်တော်သွားရင်လာရင်လည်းမြင်တာတွေတွေ့တာတွေကြားတာတွေရှိတယ်တချို့ကကြာတော့စိတ်မကောင်းဘူးပေါ့ဗျာအဲ့တော့ကိုသားသမီးကိုပတ်ဝန်းကျင်မှာအဲ့လိုမျိုးတွေအဆင်မပြေတာတွေကျွန်တော်ဘက်ကလည်းထိမ့်သိမ့်ရတာတွေအားပေးရတာတွေတိုက်တွန်းရတာရှိတယ်အဲ့ဒါကြောင့်ဟုတ်ကဲ့အခုဘယ်တော့ကြာလဲမသိဘူးဘယ်လိုရတဲ့တောက်လာလဲစင်းကြီးလူပေါ့ကွာ
စိတ်ညစ်လို့ခါရတိသား ကိုတို့ရက်တော့တာတိတ်သွားရဲ့အန်ဒီတို့ကခိုင်ကိုပြောအောင်မယ်သူကခိုင်ထိန်းသိမတက်လို့ကိုတို့ချက်တွေတောက်နေပါတယ်ဆိုရင်ခိုင်ကဘယ်လိုကောင်းတော့မှလဲခုခိုင်ပြောမှာကိုယောက်ျားရက်တော့တာကိုမကြိုက်လို့ပြောမှာမဟုတ်ဘူးနော်ယောက်ျားလေးဆိုတာနည်းနည်းများတော့တောက်တက်မှာပဲတောက်တက်ကောင်းစင်မမားဘူးပဲလို့တယ် ပုံပြောလဲ ဥပမာကျမ်းမာရေးရတောက်တာတော့တခါတလေပြောလို့တောက်တာတော့ဆိုရင်လူကြားလို့ကောင်းနေတယ်စိတ်ညစ်တိုင်းသာရက်တောက်နေမယ်ဆိုရင်တော့ကိုထုတ်လောက်စိတ်ထဲပြောညံ့တယ်လို့မရှိဘူးနော် ကိုကတောက်ရုံတောက်လိုက်တာခိုင်ပြောတော့ဒီစဉ်းစား ကိုထုတ်အဲ့လိုမစင်စားခဲ့လို့လဲစိတ်ညစ်စရာကြီးကြုံနေရတော့ ခိုင်မပြော ခိုင်ပြောပြမယ်ကိုတို့မိသားစုခိုင်တွေးခဲ့တာမဟုတ်ဘူးနော်အိမ်အောင်ကြပြီဆိုရင်ကိုနေနေတာအကောင်းဆုံးပဲကိုတို့တာခုအချိန်မှာအလုပ်ကိုင်နဲ့ကိုရင်နဲ့ရှိနေပြီဆိုရင်ခိုင်တို့တွေခုလိုစိတ်ညစ်မှာမဟုတ်ဘူးကိုတို့ကနိုင်ငံခြားကိုထင်ကြီးပြီး3 နှစ်3အချိန်သွားပြီးဖြုံးနေကြတာအဲ့တော့အထိပ္ပယ်မရှိတာစရိုက်ဖြစ်လာတယ်ပေါ့ကိုတို့မိပါတဲ့အခြေအနေမျိုးနဲ့ကိုတို့တာဒီမှာပဲအလုပ်ကိုင်ကြိုးစားပြီးအချိန်ဖြုံးမယ်လုပ်မယ်ဆိုရင်3 နှစ်ဆိုတဲ့အချိန်ဟာကိုတို့အများကြီးပြောင်းလဲသွားနိုင်တယ်အများကြီးလည်းတိုးတက်သွားနိုင်တယ်ခိုင်ပြဟုတ်တယ်မလား ခိုင်ပြောကအမှုမပြီးသွားတယ်ကိုအဲ့လိုထောက်ပြနေတယ်လို့တရားမှမရှိဘူး။လုံခိုင်ကောင်းတယ်အဲ့လိုအတွေးခေါ်ရင်အဲ့အယူဆရဘယ်ရောက်လဲ အဖေကြောင့်မခိုင်ငယ်ငယ်လေးကလေးကအဖေရဲ့တုံးတင်ဆုံးမမှုအမကြည့်ပြလာခဲ့တာအဲ့ဒါကြောင့်အဖေရဲ့အတွေးခေါ်တွေအပြောဆိုတွေစိတ်ဓာတ်တွေအကုန်လုံးခိုင်ကောင်းနေမှရှိနေတာလေ ခိုင်ကိုအဲ့လိုထင်မထားဘူးကိုအမထောက်ပြပြီးရတဲ့ကျေးဇူးတင်ပါတယ်။နောက်ခိုင်ကိုရှော့တက်ခဲ့ပြီးရတဲ့လေကိုခုနော် အဲ့ဒါရင်ကြည့်ပါဦးကိုထွက်တာကိုအမကိုတိပြီးတော့ပြင်ကျင်စိတ်ရှိဖို့ပဲကိုထွက်အတွက်အချိန်ကြီးခွင့်ရည်အများကြီးရှိပါသေးတယ်နော် ဆက်ချက်ခိုင်ကိုပြင်ပါ မောင်ညီမနဲ့ဆက်သွယ်ရပြီဦးထွန်းရေ ဘာလဲတော့ ဟိုလေသူနဲ့ပတ်သက်တဲ့ကိစ္စလေးတမီးမြဖြစ်နေတာကျမသူ့ကိုဖွင့်ပြောတယ်သူ့ရဲ့သဘောထားကိုလည်းကျမမေးတယ်အဲ့သူကအဲ့ဒီကိစ္စတွေအားလုံးသူတောင်းဝင်ယူပါတယ်တဲ့ဦးထွန်းရဲ့သူကရှောင်းနေတာမဟုတ်ပါဘူးတဲ့အလုပ်ကိစ္စနဲ့ပေါ့နော်ခရီးလူနေလို့ပါတဲ့သူတောင်းဝင်ယူတယ်တဲ့ဦးထွန်းရဲ့ အေးအဲ့လိုပဲဖြစ်ရမယ်ဟာယောက်ျားကောင်းယောက်ျားမြတ်တွေစိတ်ကဒါပဲကိုကြောင့်ဖြစ်တဲ့ကိစ္စအစအဆုံးတောင်းကိုယူရရမယ်ဒါမှယောက်ျားဖြစ်မှာပေါ့အေးကောင်းတယ်ဒါမင်္ဂလာတယ်ငါတို့ဝန်တာလေ ကျမလည်းဝန်တာပါပေါ့ အေးကောင်းတယ် အခုလိုလေတမီးလေးနဲ့ပတ်သက်ပြီးဝမ်းသာစရာစိတ်ချမ်းသာစရာတွေဖြစ်တာဦးထုံးကျေးဇူးကြောင့်ပါ ဟုတ်ရတယ် ဦးထုံးကသာလေတာသမီးချင်းကိုချင်းစားတဲ့စိတ်မရှိဘဲတမီးလေးပေါ်မှာကူညီခဲ့ရင်ကျမနဲ့တမီးလေးအခုချိန်မှာအသက်ရှင်ရှိမှာမဟုတ်ဘူးဦးထုံးရဲ့ကျမဘက်ကသာဦးထုံးပေါ်မှာလေမနာလိုစိတ်တွေဖြစ်ပြီးဒုက္ခမျိုးမျိုးပေးခဲ့တာဦးထုံးကအဲ့လိုမတုတ်ပြန်မြဲကျမတို့ကိုစေတနာမေတ္တာထားကျမမိနဲ့ရှက်မိပါလေဦးထုံးရဲ့ကျမတို့တာမီနဲ့ဦးထုံးတောင်းမှမရစေနော် တောင်းမှမနေနဲ့ငါခွန်းလို့လေ ဟာဘယ်ဟုတ်မလဲဦးထုံးရဲ့ကျမတို့တော့စော်ကားထားတာသမီးလေးကျမနဲ့လေဦးထုံးရှစ်ခိုးပြီးတောင်းမှကျမတို့ကျင်နေနိုင်မယ်ဦးထုံး ကဲလူစန္ဒရှိနေလေကဲကြောဟုတ်ပြီကဲလို့ကဲလို့ကဲအရင်ဆုံးငါခွန်းလို့တယ်နော်မှားတာမသိလို့မှားတာအခုသိပြီဟေးခွန်းလို့တယ်မှားတယ်ဆိုမသိလို့မှားတာအခုသိအောင်ပြောပြီးဆိုညီတို့မမှားပဲနေလိုက်တော့ဒါဆိုလူကောင်းဖြစ်ပြီနော်ငါခွန်းလို့တယ်နော် ဟ
မီးကအဲ့ဒီအိမ်မှာဒေါ်မိုးရဲ့ချွေးမသူ့သားကိုယူထားတယ်ချွေးမသူကဘယ်လိုပဲသဘောထားဆက်ဆံသမီးကချွေးမအဲ့တော့ရောက်ခမကိုသမီးမိခင်နဲ့သဘောထားပြီးသမီးအဲ့မှာတီးခံပြီးတော့လေသမီးအမေကိုစိတ်ပြောင်းတယ်မခိုင်ခိုင်တို့လူရတာတွေအားလုံးဆရာစီစဉ်တော့သူ့ရဲ့တတိသားတော့ပြည့်စုံဗျာကျမအတွက်နဲ့လောက်တော့ဖြစ်ကုန်လားမင်းရောက်ကျွန်တော်ကလေးတော့မင်းရောက်မင်းလောက်တော့မရကျွန်တော်ဝိမေးပါပြောရဝိကျွန်တော်ကလေးကျွန်တော်ပြောကျွန်တော်ကလေးလေဗျာပြောတာဖတ်ပြီးကျွန်တော်မင်းလည်းတကယ်လည်းမလေးပြီးတော့မခိုင်လေးကကိုမရှိတာတော့မသိဘူးလားတိကလေးမင်းတချီလို့အနိုင်ကျတိတ်ကောက်အခုငါတို့မြင်းနဲ့တွားဆုံးအဲ့ဒါမင်းကြောင့်အဲ့ဒါမင်းရဲ့မနာတရားကိုဒီလိုဖြစ်ရတည်ရတော့သမီးလေးအမေကိုခွင့်လို့ပါသမီးလေးအမေကိုခွင့်လို့ပါနော်သမီးအမေအမားရဲ့အတွက်အမေကိုခွင့်လို့ပါသမီးလေးနော်မေကြောင့်သမီးလေးခုလို့ဖြစ်ရတာပါဒီတနေ့ပါရမေမေပေါ်မှာသမီးပေါ်မှာနေပါမေခုလို့ဖြစ်တာမေသမီးကိုတမင်တကာလှုပ်လိုက်တာမှမဟုတ်တာမေကိုသမီးခုလို့မေကိုညီလိုက်တာမိခင်ကြီးကိုညစားရစိတ်နေပါသမီးမအမေမရှိတာကိုထွေးအမေမေဟာသမီးအမေမေပဲပေါ့ဝန်ဒီနီအမသမီးမေမေဆိုရင်သမီးပဲပြီးကြည့်နေလည်းမဟုတ်ဘူးဒါကြောင့်မိခင်ကိုညစားရစိတ်နဲ့သမီးဝင်လိုက်တာပါအန်တီသမီးလေးရဲ့ပြစ်တာစေတနာရအမေနဲ့မတမ်းမဟုတ်သမီးရဲ့သမီးကိုအထီးကိုက်ခံမိကိုကြီးอ่ะမတမ်းဘူးအမေတည်နေတာမေမိချင်တော့ပါမေမိချင်တော့ပါကျွန်တော်ဒီနေ့စေုံကြရအောင်ဟုတ်တယ်တို့ဖော်ချထားတယ်ကျွန်တော်ပြောပြမြန်ဟယ်လိုဆော့ဆော့ဖုန်းလေးမြန်မြန်တင်ပေးပါကွာမြန်လေးဟုတ်ကဲ့ဖော်ချထားတယ်ဟုတ်ကဲ့ဟုတ်ကျွန်တော်ကဟုတ်ဟယ်လိုကိုမင်းစောလားဟုတ်ပါတယ်ကျွန်တော်သမီးစေးရုံတင်လိုက်ရတယ်ဆိုဟုတ်တယ်ဟာခင်ဗျားတို့တော်ရဲစတာပဲဗျာကျွန်တော်သမီးလိန်မာရေးကြရှိအောင်ကျွန်တော်အမြဲလို့ဆုံးမနေတယ်ကြားရအခုသမီးစေးရုံရောက်အောင်ခင်ဗျားမိန်းမမမို့ဘယ်လောက်ထိတော့ရက်ဆက်လိုက်ပြန်ပြီလဲဗျာဟာမဟုတ်သေးဘူးတော့ဟုတ်တယ်ခဏလေးကျွန်တော်ပြောတာခင်ဗျာစိတ်ရှည်လေးနဲ့ခင်ဗျာနားထောင်ခဏလေးကဲပြောကောင်းပြီဒီလိုလေးကြောင့်မလေးဒီတက်တာတော်ပြီတမီးပထမဦးဆုံးနေတယ်ဒီမျိုးလည်းမရှိတော့သမီးဘေးတက်တယ်တက်ဒီကလေးကကျွန်မပေါ့ဘလို့မှပြန်မဖြစ်နေတော့သမီးအဲ့လိုစိတ်မောက်ဖြစ်နေတယ်သမီးကြမ်းမအောင်နေကလေးကပြန်မလို့တာသမီးကြမ်းမအောင်နေဘူးဆရာဝန်ပြောတဲ့အထက်မှာသမီးသားသမီးများမဝါဘူးလေကလေးကထိုက်လို့ရတာပေါ့မဟုတ်လားမဟုတ်နဲ့
မင်းကတော့ပြောမှုစင်တယ်မြို့ရဲ့ကျေးဇူးများတယ်ဘာဖြစ်လို့လဲဘာဖြစ်လို့လဲသူကဖိစကနားတော့လားဟိုတော်မှုရတမီးဦးတဲ့အမီးမကြည့်လေအမြဲတမ်းသူအနိုင်ကျင့်တယ်လို့နှိမ့်ဆက်တယ်ဖြစ်နေတာအခုသူဒုက္ခရောက်တဲ့ကိစ္စမှာတမီးကတော့ဘယ်လိုဖြစ်တာသူဒီလိုကူညီခြင်းနဲ့စိတ်ဖြစ်အဖေပြောလို့နားထောင်တာတမီးအဖေနားမှာမရှိခဲ့တယ်အဖေစကားကိုနားထောင်ပြီးဖေကတမီးကိုကျေးဇူးတင်ပြောတာပေါ့ပြီးပါစကားကိုနားထောင်တာလည်းပဲတော့မှဒုက္ခမရောက်ဘူးဒါအေးဒုက္ခရောက်လားဝင်လေတော့တမီးစိတ်ထဲတော့ကြိုင်ကုန်ပြလိုက်တော့နားလဲနော်ကြမ်းအောင်နေဦးလေးတာဖာနေရလို့ကျွန်တော်တကယ်လေးစားတယ်ဗျာဟေးဘာဖြစ်လို့လဲဟုတ်တယ်လေဦးလေးကမခံအောင်ဒီလိုပြောပေးခဲ့လို့ဒီလိုတင်ပေးခဲ့လို့ကျွန်တော်အမေရဲ့အသက်ကိုကယ်ခြင်းနဲ့စိတ်မခံစင်ဖြစ်လာဟောဆက်စဉ်းစားကြည့်ဗျာကျွန်တော်ဘက်ကမတရားရအများကြီးပဲကျွန်တော်ထားလိုက်ကျွန်တော်မခံလက်ထက်တဲ့ကိစ္စတရားရုံးမှာတိတ်တိတ်လက်မှတ်ထိုးလိုက်သူမှမသိလိုက်ကျွန်တော်ဘက်ကလူသိမခံနိုင်လို့ဖြစ်သွားတယ်ဒါဦးလေးတို့ဘက်ကကြည့်မင်္ဂလိရှင်ဘက်ကကြည့်အများကြီးနစ်နာတယ်ဒါဦးလေးတို့ဘာမှပြောရအောင်ကျွန်တော်စီစဉ်တာကိုကျွန်တော်လှုပ်တာကိုဦးလေးလက်ခံခဲ့ကြည်နပ်ခဲ့အဲ့လိုလေကျွန်တော်ဘက်ကအပြစ်တွေလည်းကြည်သွားကျွန်တော်လည်းမခံပါမှာတန်မှုထားရရအောင်အဲ့မင်္ဂလာပွဲကိုကျွန်တော်လူသိရှင်ကြားထပ်လုပ်ရှင်အေးကြားတော့တာလေကွာဒီတိုင်းပဲကြီးကျယ်လုံးပဲဆိုတို့ရွာလူတွေကလည်းလာခြင်းနေကွာမြို့မှာလို့ဆိုသူတို့လာခဲ့တယ်ဘယ်လိုလုပ်စိတ်ချပါလို့ကျွန်တော်လည်းဦးလေးတို့ရဲ့ရွာမှာပဲလုပ်ရှင်အဲ့ရွာမှာပဲကျွန်တော်လှုပ်အဲ့ဒါမှအဲ့ရွာမင်းကလေးတယောက်ကိုကျွန်တော်တို့လူတန်းစားတွေကလူသိရှင်ကြားတန်မိုးထားပြီးတော့လက်ထက်တယ်ဆိုတော့အားလုံးသိကောင်းလိုက်တာပါစီစီကောင်းလိုက်တာအခုမောင်တို့ကဒီစီစီကိုဘယ်လိုစဉ်းစားလို့ရလဲကျွန်တော်တယောက်တည်းမဟုတ်ပါဘူးကျွန်တော်လည်းအမေနဲ့တိုင်ပင်ပြီးတော့လုပ်လိုက်တော့ကျွန်တော်ကျေးဇူးများတင်တယ်ဗျာဦးထွန်းရဲ့ကျမပို့ပြီးကျေးဇူးတင်ရမှာပါဦးထွန်းတို့လို့ဟာရီသမီးလေးမခံလို့စိတ်တဘောထားကောင်းတဲ့လူမျိုးကျမတခါမှမတွေ့ဘူးပါဘူးဦးထွန်းရဲ့ဦးထွန်းနဲ့အခုလိုခမီးခမက်တော်ရတာသမီးလေးမခံနဲ့ချွေးမအဖြစ်တော်ရတာကျမကျင်းနေပါတယ်ဦးထွန်းရဲ့ဟာရီသားနဲ့သမီးကိုကျမကြေကြေနက်နက်ကြီးလက်ခံသဘောတူပါတယ်ဦးထွန်းရဲ့သားနဲ့သမီးရဲ့မင်္ဂလာပွဲကိုဦးထွန်းကတာဝန်ယူပြီးစီစဉ်ပေးပါနော်ဦးထွန်းဟုတ်ကဲ့ပါဖေးဖေးရလည်းဘာပြောစရာရှိလဲပြောဦးလေဖေးရဲ့မင်းမဲ့တစ်ချိန်လုံးကဘာမှမပြောနဲ့ဆိုငါကနားထောင်မင်းတို့စီစဉ်နေအားလုံးကောင်းအဲ့တော့ကိုထုံးဒီမင်္ဂလာပွဲကိုခမရစိတ်တိုင်းကြစီကားဆုံးဖြစ်အောင်စီစဉ်တော့ဗျာကောင်းပါပြီအဲ့ဟာတမီးကိုကစိတ်ထားကောင်းပြီဦးကြီးပဲအဲ့ဒါကိုရပဲအဲ့တမီးကြပါအောင်တမီးယူဆိုင်ဖေကအဲ့ဒီမန္တကိစ္စတွေမင်္ဂလာကိစ္စတွေရွာရဲ့လူတွေအကုန်လုံးစီငါအောင်ဖိတ်ဖို့ကိစ္စတွေအကုန်လုံးပြေလို့တမီးကအဲ့ဒီမင်္ဂလာပွဲကိုလာနေတမီးကြမ်းမအောင်နော်ကြမ်းမအောင်နေနော်အေးဒီကတော့ကိစ္စစီလေးဖြစ်နေမှာပေါ့ဒီဘာကွာဖေကဒီတမီးလေးရှိတာဖေကောင်းတော့တမီးပဲအရေးကြီးတယ်ဒီအတွက်လောက်တာ
စားကြရွာလူတွေလက်တွက်တာကိုဦးထွန်းသိတယ်ဦးထွန်းပြောတဲ့စကားလေးနဲပါနားထောင်ပေးကြဟုတ်တို့မိတ်ဆက်ပေးမယ်ဒီတငယ်ကသူရဲ့မြို့သားထွတ်ထွတ်တဲ့ဒီမှာတော့သတို့သားရဲ့အဖေနဲ့အမေအခုတော့ကျုပ်နဲ့ခမီးခမက်တော်သွားပြီပေါ့ဗျာဟမ်သူတို့နှစ်ယောက်ကရန်ကုန်မြို့မှာရွှေဆိုင်ဖွင့်ထားတယ်ဒါတွေကတူရီတော်သားဒီကလေးကတော့အခုသွင်းကုန်ထုတ်ကုန်ဆိုတဲ့လုပ်ငန်းတစ်ခုထောင်ပြီးတော့ဒီလုပ်ငန်းကိုစနေပြီနော်အဲ့တော့အခုဆွေမျိုးတွေဖြစ်သွားပြီဆိုတော့ရွာလူတွေကဦးထုံးကိုသဘောထားသလိုသူတို့မိသားစုတွေလာရင်ခင်မရင်းနှီးပါမိသားစုလိုကြိုးဆိုပါလို့ဦးထုံးကပြောချင်တယ်နော်မင်္ဂလာပွဲကိုရန်ကုန်မြို့မှာမလုပ်ပဲရွာမှာလုပ်တာဒီကျွန်တော်သမီးကိုကွန်ပျူတာတဲ့ရွာတလေးတစားဖြစ်ဒီမှာပဲလုပ်ပါသူတို့ကပဲစီစဉ်ပေးတာအဲ့တော့ခင်ဗျားတို့ကကြည်နဲ့လက်ခုတီးပဲပါတဲ့သူတို့ကခွင့်လို့ပါတယ်ညီမသိလို့လုပ်တာပဲငါလည်းတေချာရှင်းပြတယ်သူတို့ကောင်းလို့မှအဲ့ဒါမရှိတော့ဘူးညီကနောက်ထပ်မလုပ်နဲ့ပေါ့ဒါပဲကြီးဟုတ်တယ်မလားဦးလေးထောင်ကျမတို့ရန်ကုန်ပို့ပေးပါမယ်ဦးလေးထောင်ကျမလေးလေးမမလုပ်ပါတော့မယ်ဟုတ်ပါမလားတကယ်ပြောတာပါဒီခါရိုးသားသားကျွတ်ကျွတ်သားသားနဲ့လုပ်ကိုစူးစမ်းပါပြီးပြီးရောအဲ့တော့ဒီရွာလူတွေကိုကျုပ်ကပြောချင်တယ်အော်တို့တွေကရန်ကုန်မြို့နဲ့လမ်းဝေးနေနေတယ်ငါတို့တွေကစင်းရဲတယ်ငါတို့တွေကအိမ်ပေါ်ပဲဆိုစိတ်မောင်းမဖြစ်အိမ်ပေါ်ဆိုရဲတိကျတချို့တိတ်သူတို့အိမ်ကိုအရန်အလုံးရရဲ့အိမ်ကိုမရှိဘူးအဲ့တော့အိမ်ပေါ်လက်ထဲမိကန်တက်တာတော့အတ္တကြားဘူးလားအဲ့ဒါအိမ်ပေါ်ရဲ့အင်းစီအဲ့ဒါဒုတိယအတက်လို့ပေါ့ဒီလိုငါပြောမှုပါလေဟမ်ပထမအတက်ကမိခင်လို့ဆိုတော့ဖတ်ပြလိုက်တယ်လက်ရှင်လာတယ်ဒုတိယအသက်ဆိုတာကုသိက္ခာဟာအဲ့ဒီဒုတိယအသက်ကုသိက္ခာသေဒီအထိထိန်းရအဲ့ဒီဒုတိယအသက်ရှည်အောင်သိက္ခာရှိအောင်ထိန်းကြပါလို့ကျုပ်ကပြောချင်တယ်ဗျာဒီနေ့